မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့လက်ထက်ကသာဝတိပြည်မှာကုံစယ်ပွဲသားတစ်ယောက်သူ့မှာသားတစ်ယောက်ရှိသူသားနာမည်ကယာဇဒတ္တဘာဒတ္တယာဇဆိုတာကမင်းဒတ္တဆိုတာကပေးမင်းကပေးတဲ့သားလို့ဒီလိုအဓိပ္ပာယ်ရဘယ်သူကပေးတဲ့သားမင်းကတော့ကိုမွေးထားတဲ့သားသူများဘယ်ပေးမလဲဆိုလိုတဲ့အဓိပ္ပာယ်ကဘေရင်ဤအရာတထေးကိုဘေရင်ဟောတယ်ခမည်းသားနဲ့ခမည်းနဲ့အဆင်မပြေဘူးသူများသားဆိုအဆင်ပြေတယ်ဒါဆိုဘယ်လိုလုပ်ရမလို့တစ်ဖက်လည်းနဲ့ဘေရင်ဤအရာအယောင်ရရချိခိုင်းတာလေခဏခေတ်လည်းဒါမျိုးတွေမရှိဘူးလားရှိတာပေါ့ရွာတဲ့ရက်ထဲကနေတခါတခါကြော်ပြီးဘုန်းကြီးကြောင်းတော်ရောက်လာသေးတယ်ကလေးတွေလာရောက်နေလေဟုတ်လည်းမဟုတ်ဘူးလကလာရောက်ဘေရင်ဤအရာရောက်တာပေါ့ဦးဇင်းတို့ကလည်းပဲလာရောက်ရင်တော့ဝယ်တာပဲဝယ်ဆိုဘေရင်ကအဲ့ဒါတော့မဆိုးဘူးပေးကျင်တဲ့လောက်ပေးဈေးစစ်ခွင့်မရှိဘူးပို့တောင်းခွင့်မရှိဘူးဆိုတော့9ချက်30ပေးလဲကလေးတယောက်ရတာဆိုတော့ဝယ်တာပဲလေနောက်တစ်ချိန်မင်းကျေးဇူးရှင်ကဒီဘုန်းကြီးအဲ့ဒါဒီဘုန်းကြီးကမင်းဝယ်ထားတာအဲ့ဘုန်းကြီးကမင်းပိုင်တဲ့ကလေးလေးတွေပြောတိတတ်တဲ့ကလေးလေးဆိုဩငါကျေးဇူးရှင်ပဲဟာတယောက်လောက်ကြောက်ရောက်လာရင်မစိုးဘူးဆိုတော့အတွေ့နဲ့ဝယ်ရတာပေါ့နော်ခုချိန်ဒီတော့တကောင်းမမြောက်သေးဘူးဝယ်တဲ့ကလေးတွေများဟိုတနေ့ကတော့တယောက်လာရောက်သေး3000နဲ့အမတသိမ့်နဲ့တောင်းတယ်ဟာမလို့ပါနဲ့တကွာကြီးဒါမလို့အဲ့လိုဈေးမဖြတ်ဘူးလို့ရော့ခင်ဗျာရောင်းရင်ရောင်းမရောင်းရင်နေ3000ဆို3000လေးကောက်မှပြီကလေးလေးကိုလက်ထဲရော့ခင်ဗျာကလေးကျုပ်လည်းချီးသေးမတုတ်တင်နိုင်ဘူးပြန်ခေါ်သွားကျုပ်ကိုသာမွေးပေပေါ့သူကလည်းဒါလိုချင်တာမို့လားအဲ့တော့ဘယင်လည်းဒီတိုင်းဆိုတော့တထေးလည်းဒီတိုင်းဘယင်လည်းအရင်ရင်းနီးတော့ဘယင်ကိုသူသွားရောင်းကျွန်တော်သားလေးဘယင်ကြီးရဲ့ဒီလိုကြောင့်ဝယ်ပေးပါဦးအေးရပါတယ်ကွာရော့ပတ်စံပေးငါကလေးဖြစ်သွားပြီဒါပေမဲ့ငါလည်းချီးသေးမတုတ်တင်နိုင်ဘူးကွယ်တဲ့ငါကလေးငါကိုစားမင်းစောင့်ရှောက်ပေးစမ်းဘယင်ကလေးကိုမှတထေးကပြန်ပြီးစောင့်ရှောက်ပေးတဲ့ဒိဋ္ဌိပဲဆိုဘေရင်နီးရလွတ်သွားတာမလားအခုလည်းဒီတိုင်းယာဇဒတ္တဆိုတာဘယင်နဲ့တထေးနဲ့ယဉ်ပြီးတော့ဘယင်ကိုသွားရောင်းတယ်ဘယင်ကဝယ်ပြီးပြန်ပေးတာဘယင်ကပေးတာကိုယာဇဒတ္တဟုတ်လားကလေးရဲ့နာမည်ကိုလည်းအဲ့ဒီဘယင်ပေးတဲ့နာမည်ဆွဲပြီးတော့ယာဇဒတ္တဒီလိုဖြစ်သွားတို့ပြောကြပါစို့အဲ့ဒီယာဇဒတ္တလေးပညာတွေဘာတွေသင်ပြီးအရွယ်ရောက်အသက်20အစိတ်ရောက်တော့ဘွဲ့တွေဘာတွေယူပြီးကျောင်းကိစ္စအကျောင်းပညာရေးပြီးသွားကျောင်းပညာပြီးသွားတော့အဖေဖြစ်သူကငါသားအဖေတော့မရှိတဲ့နောက်ပိုင်းမှာငါသားပဲဒီအလုပ်လုပ်ရမှာဆိုတော့အယောင်းဝယ်ကိစ္စခုကလေးကကျွမ်းကျင်အောင်စတော့ဆိုပြီးတော့ဘွဲ့ယူပြီးတဲ့သားလေးကိုလဲ900ကုန်အပြည့်တင်ပြီးတော့တာဝတိကနေဘယ်လွတ်တယ်လဲမေးရတော်ကောင်းနေရာဇကြိုလွတ်ဘယ်လွတ်လိုက်တယ်ရာဇကြိုသွားတဲ့ဒီကလေးအတွက်ကအမိဘနဲ့ခွဲရတာလည်းပထမဆုံးရေချမြေချလည်းပထမဆုံးအယောင်းဝယ်ကလည်းပထမဆုံးဒီလိုမလားဟိုရောက်ရင်ဖေဖြစ်သူကဘယ်ပစ္စည်းကဘယ်သူပစ္စည်းပို့ဘယ်ပစ္စည်းကဘယ်သူစီပို့ပြီးအဲ့ဒီကတည်းကဘာပစ္စည်းတွေပြန်ယူခဲ့ဘယ်သူစီကပတ်စံဘလောက်ယူခဲ့နဲ့အကုန်လုံးမှားလိုက်တယ်ဒါပေမဲ့ယာဇဒတ္တယာဇကြိုရောက်သွားတော့တနေ့နဲ့တနေ့ပြိဿမတူတာတွေမရှိဘူးလားရှိတာပေါ့ဒီနေ့ဒီသဖန်းကလူတွေမန္တလေးသွားဒီရွာနဲ့တူစေးလားမျက်စိထဲမှာထူးဆန်းနေအများကြီးလေနိုင်ငံခြားမှာသွားနေပို့ဆိုးပေါ့ကိုယ့်ရွာနဲ့မတူတာကိုယ့်ဒေသနဲ့မတူတာတွေအများကြီးအဲ့တော့ယာဇဒတ္တကလည်းလူငယ်ဆိုတော့နေကြမြေကြရောက်သွားတော့အသစ်စမ်းတွေအများကြီးတွေ့တဲ့ထဲကနေတလေးနားတဲ့တစ်မျိုးဖြစ်ရင်သိခံအသစ်စမ်းကိုလက်တဲ့စမ်းတဲ့နေနဲ့အဲ့ဒီရာဇကြိုပြေမှာအလွန်ချောအလွန်လှတဲ့ကလေးမလေးတယောက်ရှိတယ်အဲ့ဒီကလေးမလေးကသူနဲ့ပြောပါခြင်းတညအသပြား1000နဲ့တာမန်တထေးတွေမပြောပန်းနိုင်ဘူးတထေးကြီးတွေမှပြောပန်းနိုင်တဲ့ခင်မျိုးနေရာမျိုးနမှာပေါ့အဲ့ဒါယာဇဒတ္တကအဲ့ဒီယာဇကြိုလဲရောက်ကြရောအရောက်ဝယ်ပထမဦးဆုံးမလို့ပဲနဲ့အဲ့ဒီရင်သွားလိုက်တော့ပြိတဲ့အဲ့ဒီကလေးမလေးကိုသူဆွဲလန်းသွားနောက်နေလဲအဲ့ဒီပဲနောက်နေလဲအဲ့ဒီပဲဇက်တိုက်သွားလိုက်တာပါလာတဲ့ပတ်စံတွေကုန်သွားပါလာတဲ့ပတ်စံတွေကုန်တော့နောက်နေအဲ့ဒီမသွားရင်မနေနိုင်ဘူးဆိုလှဲပေါ်ပါတဲ့ပစ္စည်းပဲရောင်းဖို့ရှိတော့
လဲပေါ်ပြတဲ့ပစ္စည်းကလည်းအဖေပြောထားတဲ့ဈေးတွေသတ်မှတ်ပေးလိုက်တယ်အဖေပြောတာနားတဲ့မဝင်တော့ဘူးမြန်ပတ်စံရပြီးရော1000နဲ့ပစ္စည်း100နဲ့လည်းရောက်ရင်ရောက်မယ်ပေါ့အဲ့ဒါမျိုးမြန်ရောက်ချပြီးပေါ်တဲ့ပတ်စံနဲ့အဲ့ဒီပဲပြန်သွားတာလဲပေါ်ပါတဲ့ကုန်ပစ္စည်းတွေရောအကုန်ရောတဲ့တို့တို့ပြောကြပါစို့နောက်ဆုံးပြိတဲ့ယာဇဓာတတထေသားကနေတထောင်းသားဖြစ်သွားတယ်တထေသားကနေဘာဖြစ်သွားတယ်တခြားကြောင့်လားတတိလွတ်လားတတိလွတ်တော့သေသွားစီးပွားဥစ္စာသေတယ်ပတ်စံတွေသေတယ်အိမ်တွေသိက္ခာတွေမဲ့သွားတယ်ဒါသေတာပဲတော်ကောင်းဟုတ်ပြီလားမြတ်စွာဘုရားကဓမ္မစကြာမှာဟောတယ်နော်အစွန်း2ပါးရှောင်ဖို့ဘာ2ပါးရှောင်ဖို့ဒွေမေဘိကဝေအန္တာပပိစိတေနာနသေဝိတ္တဘာဘဝထက်လန်းတက်လန်းကျင်တဲ့ပုဂ္ဂိုလ်များအစွန်း2ပါးကိုရှောင်ပါတဲ့ဘုရားကကတမေတွေအဲ့ဒီအစွန်း2ပါးဆိုတာဘာတုံးလို့မေးရင်ယောဇာယံကာမေတုကာမတုခံလိကနုယောကော1ကာမအစွန်းနဲ့ဘာစွန်းနဲ့ကာမအစွန်းကိုရှောင်ကြမရှောင်တော့ဘာဖြစ်တော့ကာမကိုလွန်လွန်ကျူးကျူးနဲ့အစွန်းတစ်ဖက်ထွက်သွားပြီဆိုရင်ဖယားကဟီနောကာမောပောဒုဇနိကောအနာရိယောအနတ္ထသံဟိတောဒီလိုမလားအပြစ်တွေပြောဟိနဆိုတာအောက်တန်းကြဒါပြောကာမဟာပြိတဲ့လွန်ကျူးရင်ဘာကြတယ်အောက်တန်းကြတယ်အနတ္ထသံဟိတနောက်ဆုံးပါဠိကအကျိုးမဲ့ကိုဖြစ်စေတယ်ဘာကိုဖြစ်စေတယ်အခုယာသတ္တကြီးစီးပွားလည်းမဲ့သွားပြီဥစ္စာလည်းမဲ့သွားပြီအိမ်တွေသိက္ခာတွေလည်းမဲ့သွားပြီသူ့အတွက်ပြိတဲ့အကုန်လုံးအနတ္ထသံဟိတအကျိုးမဲ့တွေဖြစ်မကုန်ဘူးလားအဲ့ဒါပြောတာမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကအဲ့ဒါဆွန်းမယ်တဲ့ဘဝထက်လန်းတက်လန်းခြင်းအဲ့ဒီဆွန်းကိုရှောင်ကြဒါပြောတာနော်အဲ့တော့ယာဇတတနောက်ဆုံးတထေသားကနေတရောင်းသားဖြစ်တော့ယာဇကြိုမျိုးတဲ့လှဲ့တောင်းတယ်ဘယ်သူကမှသူ့မပေးဟဲ့ကောင်မင်းပစ္စည်းပို့ပါမဲ့ချိန်တုန်းကလာမပို့ပဲစားစရာမရှိမှလာတောင်းမပေးဘူးကွာဒါမျိုးပေါ့ဟာမင်းလောက်တာနဲ့ငါတို့အယောင်းဝယ်တွေကိုဒုက္ခတွေရောက်လို့ပို့ရမဲ့ချိန်မှာပို့မင်းကွာမင်းဖေနဲ့မင်းတခြားစီပဲနောက်မင်းနဲ့လည်းမဆက်ဆံရင်တော့ငါတို့အိမ်လည်းခုမလာနဲ့တခါတည်းနေချကြတာဘယ်အိမ်ကမှသူ့မပေးခြင်းအဲ့ဒါနဲ့လူတယောက်ကသနာပြီးယာဇတတသွားပြောတယ်ဟေ့ကောင်မင်းဘယ်တောင်းရမှာမဟုတ်ဘူးမင်းရနိုင်တဲ့နေရာတနေရာပဲရှိတယ်အဲ့ဒါဝေလူကိုကြောင်းတယ်ဒီလိုပြောဘယ်ကြောင်းကိုလွတ်တယ်ဝေလူကိုကြောင်းကိုသွားဆိုတော့ငါဖရာတစ်လောင်းကြောင်းကကျုပ်တစ်ခေါက်မှမရောက်ဘူးသေးဘူးမရောက်ဘူးတာရောက်ဘူးတာမင်းကဏ္ဍကွာတဲ့အဲ့ဒီမှာဖရာရှိတော့ဖရာကကရုဏာရှင်မင်းကျွေးမှသေးကြတယ်ကျန်တဲ့နေရာမင်းဘယ်သူမှကျွေးမှမဟုတ်ဘူးဒီလိုပြောဟာဒါဆိုကျုပ်ဘိုက်ကလည်းစားလိုက်တာဖရာစီသွားမယ်ဗျာဆိုပြီးတော့အဲ့ဒီကောင်လေးဖရာစီသွားမြတ်စွာဘုရားထံရောက်တော့ပြိသိဘုရားထံသူလျှောက်သူ့ရဲ့ဖြစ်ပျက်ကလေးသူလျှောက်တယ်လက်အုပ်ချီပြီးတော့ကာမရာဂေနရရှာမိစိတ်တံမေပတိရရှတိသာဓုနိဗ္ဗာပနံပြုဟိနုကံပါယဂေါရမတဲ့ဂေါရမຫນွယ်ဘွားအိုးမြတ်စွာဘုရားကာမရာဂေနရရှာမိဘုရားတပည့်တော်ကာမမိတွေလောင်ခံပြီးတော့နေရပါတယ်ဘုရားစိတ်တံမေပတိတရှတိတပည့်တော်ရဲ့စိတ်တွေပူလောင်ပြီးတော့နေပါတယ်ဘုရားသာဓုနိဗ္ဗာန်ပနံပြုဤနုကံပါယဘုရားတပည့်တော်အားငဲ့ညာထောက်တာသနာသောအဖြစ်ယာကငြိမ်းချောင်းတဏှိအဖြစ်ပြောရင်ယာကကြောင့်ဖြစ်နေတဲ့အပူငြိမ်းချောင်းတရားကိုဟောပြတော်မူပါဘုရားအပူငြိမ်းချောင်းတရားဘာငြိမ်းချောင်းတရားတောင်းနော်ဘာကြောင့်ပူတယ်လဲအဖြေကယာကကြောင့်ပူတာဘာဖြစ်လို့ပူတယ်ဒါပေမဲ့သူပြောတာကဘာတွေပူတာလဲတဲ့ဘုရားကမေးတော့ဘိုက်ကမစားရလို့ပူတယ်စိတ်ကမသွားရလို့ပူတယ်တဲ့အပူနှမျိုးပြောဘိုက်ကဘာဖြစ်လို့ပူတယ်စိတ်ကဘာဖြစ်လို့ပူတယ်မသွားရလို့ပူဘိုက်ကမစားရလို့ပူတယ်ဆိုရင်မင်းကွာတစ်ခုခုလေးစားလိုက်စားပြေးသွားရင်အပူငြိမ့်သွားမယ်ပေါ့စိတ်ကမသွားရလို့ပူတယ်ဆိုတော့ဘာပြောစလဲ
မြတ်စွာဘုရားတပည့်တော်ရာဇကြိုရောက်ဘူးတာဒါပထမဆုံးပါဗျာတပည့်တော်လေးတဲ့ဒီရာဇကြိုရောက်တော့အလွန်ချောအလွန်လှတဲ့ကလေးမလေးတယောက်နဲ့အသပြားတစ်ထောင်ပေးပြီးတညတာပျော်ပါသူ့ဆွဲလန်းတဲ့စိတ်နဲ့ညာတိုင်းသွားတယ်ပါလာတဲ့ပတ်စံတွေကုန်စည်းစိမ်တွေရောကုန်အခုသွားကျင်တာတဲ့ပတ်စံရှိလို့မသွားရဘူးတဲ့အဲ့ဒါမသွားရလို့ပူးနေတာတဲ့ဒီလိုပြောဟာမင်းကဒီလောက်ကြီးစီသွားကျင်ရအောင်ဘာကိစ္စသွားကျင်တာလဲဘာဖြစ်လို့သွားကျင်တယ်လဲဘုရားကမေးဩမြတ်စွာဘုရားရဲ့ကောင်းမလေးကလှလို့ပေါ့ဘုရားလှတယ်ဆိုရလောက်မင်းအဲ့ဒီကလေးမလေးကိုတိတိကျကျကြည့်လားတဲ့ဘုရားကမေးတခြားကြည့်တာပေါ့ဘုရားတဲ့ခန္ဓာကိုယ်လည်းလှအသားရည်လည်းကောင်းအချိုးစားလည်းကြမျက်လုံးလည်းလှမျက်ခုံးလည်းလှအကုန်လျှောက်ပြောအကုန်လှကြည့်ပဲအနုပြစတက်ကာယီခေါ်တာပေါ့အသေးစိတ်ကြည့်တယ်အကုန်လှတယ်တဲ့ဘုရားကငါအဲ့ဒါပြောတာမဟုတ်ဘူးအတိတရားနဲ့တတိထားကြည့်သလားလို့မေးတာတဲ့ဘုရားကအတိတရားနဲ့ဘာထားကြည့်ခိုင်းတယ်တတိထားကြည့်ခိုင်းခန္ဓာကိုယ်ကိုဘာနဲ့ကြည့်ခိုင်းတတိနဲ့ကြည့်ခိုင်းဘာနဲ့ကြည့်ခိုင်းလဲအတိတရားနဲ့တတိထားကြည့်ရင်တဲ့ခန္ဓာရဲ့အပြစ်၅မျိုးတွေ့မယ်တဲ့ဘုရားကပြောအတိတရားနဲ့တတိထားကြည့်ရင်ခန္ဓာအပြစ်ဘယ်နှမျိုးတွေ့မယ်1အာတုရ2အာတုစီ3ပုတိ4ဥက္ကရန္တ5ပက္ကရန္တပေါ့အဲ့ဒီ၅မျိုးတွေ့လိမ့်မယ်တဲ့အာတုရဆိုတာခန္ဓာမှန်သမျှနာတတ်တဲ့သဘောရှိတယ်ဒါပြောခန္ဓာမှန်ရင်ဘာသဘောရှိတယ်ဒုနာခန္ဓာတဲ့ပုဂ္ဂိုလ်တွေမတွေ့ဘူးလားတယောက်တည်းလားအများအသက်60ကျော်ခက်ဝဝဆိုများတော့ဒုနာတာများဟုတ်လားဗိုက်နာတဲ့ပုဂ္ဂိုလ်တွေကမတွေ့ဘူးလားသူရင်လားကိုရောမနာဘူးလားနာဘူးတာပေါ့ဦးဇင်းတို့ငယ်ငယ်တုန်းကဆိုဘာဖြစ်တယ်မသိဗိုက်ခဏလေးနာငယ်ငယ်တုန်းကတော့ဗိုက်နာရင်တော့အဲ့ဒါရေနံစီရှူရတာနော်ရေနံစီဖြူဖြူလေးတွေအဲ့ဒါပဲရှူစရာရှိတယ်ဘာလဲရှိဘူးအဲ့ဒါလေးနှာခေါင်းပေါ်လိုက်လက်ထက်ထက်ရှူလိုက်တယ်အဲ့ဒါနဲ့တည်းဗိုက်နာလည်းပြေတယ်နှာခေါင်းပိတ်ရင်လည်းအဲ့ဒါပဲဒါမှမရသေးရင်ချက်ကလေးကိုအဲ့ရေနံစီလေးသုတ်ဗိုက်နာလည်းရေနံစီပဲနှာခေါင်းပိတ်လည်းရေနံစီပဲဦးဇင်းတို့အမေကတော့လေကောင်းတော့ကောင်းတယ်ငယ်ငယ်တုန်းကအဲ့လိုလုပ်ပြီးတော့အခုကျတော့အမေစီဆိုင်သွားရင်စီနတ်ရရင်မှုေး95ဆိုဦးဇင်းအလွန်ကြိုက်အဲ့ကြောင့်ကလေးမလေးထည့်ပြီးလက်ဝါးလေးနဲ့ခံပြီးတော့သူတို့ကောက်ကလေးနဲ့လက်ကလေးချခိုင်းပြီးတော့တိုင်းလို့ရှူတာပဲတချို့ကစီနတ်နိုင်ရင်ခေါင်းမှုတယ်မို့လားအမေကကျင့်ပြီးတော့ဦးဇင်းကမမှုဟုတ်လားအဲ့ဒါကတော်တော်ကောင်းတယ်အခုလိုလက်ပါသွားခေါင်းမှုတယ်ဘယ်လိုလဲကအမှုတာနဲ့အန်းနေရတာနဲ့အရှိကိုရောက်မှာမဟုတ်အဲ့တော့ပြောကျင်တာပြိဿဘာလဲမေးအာတုရနာတတ်တဲ့သဘောပြောတာနော်ခန္ဓာမှန်ရင်ဘာသဘောရှိတယ်အဲ့ဒါအာတုရနောက်တကနံပါတ်2ကအတုစီဆိုတာမစင်ကြယ်ဘူးလို့ပြောခန္ဓာမှန်သမျှစင်ကြယ်တဲ့ခန္ဓာကိုရှိလားတိုင်းပြည်ရဲ့လူမျိုးရဲ့ဘာသာရဲ့သာသနာရဲ့ဒါသာကွာတာရေမချိုးရင်ခန္ဓာကိုယ်ကဘာဖြစ်တယ်နာနာဟုတ်လားရေမချိုးမွေးတဲ့ခန္ဓာကိုယ်ရှိဒုက္ခနာကိုဟန်ကြတာမွေးတာရေမချိုးတာဘယ်လောက်ရှိပြီတော့တရားမရှိဘူးရေမချိုးနာနာနာနဲ့အတွက်ဒါကြောင့်ရေမွေးတို့တဏခါတို့မိတ်ကတ်တို့ပေါင်းသားတို့ဒါတွေရောင်းကောင်းတာပေါ့အလားကုန်ပစ္စည်းတွေလေတကယ်လို့သာရေမချိုးလဲမွေးနေဒီပစ္စည်းတွေရောင်းလို့ရပါမလားမရအဲ့ဒါကြောင့်ပြည့်တဲ့အတုစီလို့ခေါ်တယ်ခန္ဓာမှန်တော့မစင်ကြယ်နောက်တကနံပါတ်3ကပုတိဆိုပုတ်တတ်တဲ့သဘောရှိစားခြင်းရစားဗိုက်ထဲရောက်ရင်ပုတ်သွားတာဗိုက်ထဲရောက်ဘာဖြစ်သွားတယ်ပုတ်သွားတာကောင်းတာစားလဲပုတ်တာမကောင်းတာစားလဲပုတ်တာပုတ်တယ်ဆိုတာကတကယ်တော့ယဉ်ကျေးအောင်သုံးချီးဖြစ်တာပြောဗိုက်ထဲရောက်ဘာဖြစ်သွားကောင်းတာစားလဲချီးဖြစ်တာမကောင်းတာစားလဲချီးဖြစ်တာကောင်းတာစားထားတဲ့ချီးမှုချီးကောင်းလေးထွက်တယ်ရှိလားကောင်းတဲ့ချီတစ်ခုမှရှိဟုတ်လားအဲ့တော့ပုတ်သွားတယ်ဒါပြောတာခဏခေတ်လူတွေကတော့ပြိဿအဲ့လိုပြောရင်လွန်နာတာပေါ့ချီတို့လို့ခေါ်ရင်လေတကယ်တော့ဗိုက်ထဲမှာချီတို့မရှိဘူးလားဟောက်ဆရာတော်ကြီးဒီနေရာအဲ့ဒါလေးသိပ်ပြောအတုစီကိုကြည့်ပြီးတော့ပုတိကိုကြည့်ပြီးတော့ဟောက်ဆရာတော်ကြီးတရားတွေနာဘူးလား
Naji, they gone the house, yours, Kae, Tamu Magana, Yosiado, a lady horror. Lungaria Manada, through the area account, eh? House at Linia live your to a lady Saraia. To Bagile, Chiroji, go Bagile, Chiroji, Chiro then it Luchin Chin, Pamana doing the Lule, the Lubio. To Bagile Vai, go Bagile Vai. By them, I sat there in Sahong in Nalongi de Mola. Sahong is a very total. One live Sahong in a very total, Chi total. Asaji lily, Chiro Gili bought. Hodamola. Don't begin out that Chiroga, say Logarasima de Jare. Say that of the Javoji. Ponyeva. Do you have that lady? You Debbie Piabu Bo. Yango net. Piabu Bura, Horonga, Bakuro Mobo. Piabu Bura, Valodo Miro. Then they are Yodo. About lead or a nea. Or ye time. A lead wine, nea. About wine, Nazi. And I pony up about it. Count Lady Yoga. Above it, Wabido, nea was Sonjana, do Ali. Above it, Wabi, nea was Sonjana, Arima, Janjan Pama. But I got some neck on land, the Conchini Macon, the theatre, Dwaji, Lieutenant Dime. Above it will lead us on. Toilet your Valudo may be the main Naya with you. Ogonga, ha, can I joke dollars of Virginia? Over year that I mean, Naze, what you do, Naya down. Mo, me do never do me and Naya. I joke pony by the means of all the coin cobble or quarter. Pony, jog about Pia, the gon the video of Naze and Naya di down the low. Hego, Mavilo me and Nalugo, Naze and Naya down. Pony job on Pia the law. For the pony Louis busy the Gio Piano. Pony Giro, ha, may I say that of Shibala? Dazu Dane, I have bigger than Lubioda. George and I got reading, no one can say that I got fitted in it, not ideally. Magona is suit had a John Jorava. Hola? By the time I told her a Gaunarilla, Magonarilla. Magona de were two that at Redaja, Okaranda, Tegos and Debbie Twada, Gauna, Bamsi. By the end, Tegos and Debbie Twada, Gauna Zila. May a Galima live Melongo, the Jaja Gide Lungabio, Meloni Ladley Baline. The did have a G, the Eddie Ladder Melonega, Bartwell, Era G, Mayagabio. Ladder Melonega, Bartwell. Melon Lalo, sweet what they see la. When you long must swim at 12, you cheat what that. You cheat what Lazela. Lie me cheat well on you, Tajamavo. Malalo Dobida Mola. Laleda, do me alone and your chili to Lali, but young Yoli. Hobila. I don't yet long at Twadale, mere chive, Kaunam to Mudamora, no? May I Galema in Nakonle G, and Nakonli Lade Lubjore, Eddie Nakonle Bartwell G, Piaga Dabio. Nakong ale Bartwell. Nakong Lalu Nachi Young Yadezila. When Nachi my young ya. Namaji and the Nova Ni Young Yadi, Nachi me young Yad, you know? Nachi Ni Young Yad, you. Naji that Ni Young Yad, hand up. Nai yo the Bure. Pa Mamma when Naji tiny in the Umali. I don't go in a drug on the ring. Nakong at Nachi. Then they see that Abdubagu Yora Ella Piaga. Hola, but didn't they? Let's see the Yone. Damn it, the deal Doreka, not the me webo, that the deal decor. Candayaga, Pichalo, Jodial and Nandiagazi Yola Ravalalo, Dilo Madrid, Kodale, go the Military, Majono, Miba Napa. Dali Najito, Legina, Jihanga, who gone, we get a knit. Yet tell the mean Najito, and yet we have. I let you let me say to me, Zarabe. Of Kodago the Mita Yonezila. She will meet that Miva Medale Baramo Mijo. To me, that mean that G2 Givala. Mijula. Yonabo. Goodness and Nila Lady Kazare Neatwaji. Ah, the choke lily, goodness and Nido, Lamba Mebu,
တန်ရှင်းလဲသူတို့စိတ်ဝင်စားသေးဘူးသူတို့စိတ်ဝင်စားတာကစားတာတစ်ခုပဲပေစည်းပြစ်တဲ့ကလေးကလည်းပေစည်းပဲသေပင်ပြစ်တဲ့ကလေးကလည်းသေပင်ပဲတခါမှချိန်နေလိုက်တာမျက်လုံးလေးတစ်ဖက်မေးပြီးချိန်နေတဲ့ချိန်တချို့နှက်ကြီးရထွက်တာရှည်ဟုတ်လားကလေးတွေကစားတဲ့နေရာပြောတာပါတချို့နှက်ကြီးကပါဇက်ပေါ်ကိုရောက်လို့ရောက်မှမသိဘူးလို့ချိန်နေတာပြည့်ချလိုက်လို့ပြီးတော့ဟိုမှာသေပင်နဲ့ထွေးကနေကြသွားရင်အမလေးနှက်ကြီးများညှစ်ချင်းကိုမရဘူးပြန်ဆွဲသွင်းသွားတာရှရူးဆိုပြီးတော့လေအဲ့ဒီနှက်ကြီးမျိုးကြည့်ဘောသူတော်ကောင်းတွေတင့်တယ်သေးလားမတင့်တယ်ဘူးကိုသားကိုသမီးသားမယွန်းတာသူများကြယွန်းတယ်ဒါပြောတာနော်သာသနာသမိုင်းမှာငခုံဆရာတော်ဆိုတာရှိခဲ့ဘူးတယ်ဘာဆရာတော်ယဟန္တာဓမြနာမည်ကြီးတယ်ဇာတိကရေဦးနယ်ကသူ့ရဲ့ငယ်နာမည်ကငရစ်တဲ့ငခုံဆရာတော်ရဲ့ငယ်နာမည်ကဘာတဲ့ငရစ်က6နှစ်ကလေးကကိုရင်ဝဲပြီးဘုန်းကြီးကျောင်းမယ်နေပြီးစာသင်စာချစာပဲသင်တယ်ပေါ့19နှစ်ရောက်တော့ကိုရင်ငရစ်ကြီးယဟန်ခံရတော့မှာယဟန်မခံခင်မှာရှေ့တော့ကရှင်းလိမ်ပြန်တယ်လို့ခေါ်တဲ့ရှင်းလိမ်ပြန်တဲ့အနေနဲ့အဲ့ဒါဘာလို့တော့မေးလူထွက်ပြီးမိဘနဲ့ပြန်နေကိုရင်ဝဲနဲ့နေမိဘကကြီးရှစ်ကို9ခွယ်နေရတာကိုရှင်းလိမ်ပြန်လိုက်တော့ကိုရင်လူထွက်ကလေးကမိဘကိုရှစ်ကိုညအိယာဝင်ရှစ်ကိုခြေစုပ်လက်နဲ့ပြုစုပေးငရဲကသူ့အမေတို့သူ့ဖေတို့ကိုသူ့လူထွက်တဲ့အခိုက်မှာကန်နဲ့ချောင်းနဲ့သွားရေမချိုးစေရဘူးသူကပဲရေထမ်းပြီးရေချိုးပေးတာတဲ့ဒီလိုလုပ်တာအဲ့တော့တခုသောညနေမှာမိဘနှစ်ပါးရေချိုးဖို့ရေခတ်စင်းပေါ့တဘိုးလေးရှိုးပြီးတော့ပုံနှလုံးနဲ့နမပေါ့သူ့လိုပဲအခြားသောကောင်လေးတွေကလည်းရေခတ်စင်းကြကလေးမလေးတွေကလည်းခေါင်းပေါ်မှာရေအိုးလေးတွေနဲ့ရေခတ်စင်းတော့ငရက်ကငယ်ကလေးကကိုရင်ဝဲတော့လူဘွားကြောင့်မသိဘူးလေဘေးကကောင်လေးတွေကမြောက်ပြီးဟဲ့ငရက်ဟိုမှာကလေးမလေးတွေရေခတ်စင်းတယ်မလှဘူးလားလှတယ်ကွာဘသူလှဆုံးတော့ကြည်စမ်းဘယ်ကလေးမလေးလှဆုံးပေါ့လှရင်မငြိမ်မနေရဘူးလှတဲ့ကြောင့်ပြောရတယ်လှတဲ့တမ်းမငြိမ်နေအကုသို့ဖြစ်တယ်ဘေးကကောင်တွေကပြောငရက်ကတွေးတယ်ဟုတ်လောက်တယ်ဆိုတာကမုရိဒာပွားရတာပေါ့သူများလှတာမလှဘူးလို့သွားထင်မယ်ဆိုရင်အကုသို့တော့ဖြစ်နိုင်တယ်ဒါဖြစ်နိုင်တယ်ဒီစကားလေးသူကဒီလိုသွားတွေးအေးဟုတ်တယ်ကွာသွားပြောမယ်မြည်လှတယ်ပေါ့မင်းလှတယ်ပြောအောင်လေးနဲ့ပြီးမလာခင်နဲ့ချစ်တဲ့ကြောင်းလေးပါပြောကောင်လေးတွေမြောက်ပြီးအဟုတ်မှတ်လို့ကိုရင်လူတွေရှင်လိန်ပြန်တဲ့ငရက်ကလေးကသွားပြောကလေးမလေးကဘာပြောတော့ဆိုတော့ဟဲ့ငရက်တဲ့နင့်လိုလူကိုငါကတိုင်အမှတ်နဲ့နှက်ကိုမတုတ်ချင်ဘူးဒီလိုပြောငရက်ကစာသင်ထားတဲ့လူဆိုတော့ဟာဘုရားကခန္ဓာကိုယ်ကြီးကတစ်တုံးကြီးနဲ့တူတယ်လို့ဟောထားတစ်တုံးကမှနှက်ချီးတုပ်လို့ရသေးတယ်ငါခန္ဓာကိုယ်နှက်ချီးကိုတုပ်လို့မရဘူးတဲ့ဟဲ့ငရက်မင်းခန္ဓာကိုယ်ကိုဒီလိုပဲအသုံးမချတတ်တော့ဘူးလားအနစ်မရှိတဲ့ခန္ဓာကိုယ်နှစ်မရှိပဲဆုံးရှုံးခံတော့မလားစသည်ဖြင့်ကိုယ်ဆုံးမပြီးတော့မှပြတဲ့ငရက်ကမိဘနှစ်ပါးခွင့်ပန်ပြီးသင်္ကန်းပြန်ဝဲအချိန်တန်တော့ယဟန်ခံပြီးတရားကျင့်လိုက်တာယဟန္တာဓမြနာမည်ကြီးတာတနည်းပြောရင်ယဟန္တာဖြစ်တာပေါ့ငရိပ်ပြိတဲ့ငခုံဆရာတော်ယဟန္တာဖြစ်အောင်ကျင့်သွားတာတန်ဝေကဘယ်ကစတယ်နှက်ချီကစတာဘယ်ကစတယ်နှက်ချီကစတာဆိုတော့ကောင်းဟုတ်လားအဲကြောင့်တရားရတဲ့နေရာမှာတရားရှာတဲ့နေရာမှာတန်ဝေကအားကောင်းလေတရားဓုရတာမြန်လေလို့ဒီလိုလဲမှတ်တန်ဝေကအားကောင်းလေဘာဖြစ်လေတရားဓုရတာမြန်လေရောင်းမြန်ပြန်တွေ့တန်ဝေကအားနဲလေတရားဓုရဖို့ရန်ခဲရင်လေပဲဟုတ်လားမဂဒေဝမင်းခေါင်းပေါ်မှာသပင်မြူတစ်ချောင်းပေါက်တော့ချွေးကြအောင်ကြောက်သပင်မြူတစ်ချောင်းပေါက်တော့ဘာကြအောင်ကြောက်ဘာဖြစ်လို့တော့မေသေမင်းကငါခေါင်းပေါ်အလံထောင်သွားပြီလို့ဒီလိုတွေးပြီးကြောက်တာတဲ့ခဏခေတ်လူတွေကြည့်ပေါ့သပင်မြူတစ်ချောင်းပေါက်ကြောက်လားအပြုံးမပြတ်ဘူးကိုယ့်ကိုဆွဲနှုတ်လိုက်တာဟုတ်လားနှစ်ပင်လဲနှုတ်သုံးပင်လဲနှုတ်လို့မနိုင်တော့ဘာပြန်လုပ်ပြည့်ဆေးဆိုးတယ်တန်ဝေကရလားတရားဓုမရတာလည်းမပြောနဲ့တန်ဝေကကိုမရှိတာဟုတ်ပြီလားအဲ့တော့ပြောချင်တာကပြိတ္တိတရားဓုရတယ်ဆိုတော့လည်းတန်ဝေကနဲ့ဆိုင်တယ်ဒါပြောချင်တာနော်အခုငခုံစရာတော့နှက်ချီတန်ဝေကယူပြီးတရားကျင့်တယ်ဒါပြောချင်တာပါအဲ့တော့ထက်ကိုစတဲ့ထွက်တာတွေကောင်းတာရှိလားဘိုက်ထဲမှာမကောင်းတဲ့ချီးပဲစုထားတဲ့ထွက်တယ်ထက်ကိုထွက်တော့လဲပြိတ္တိကောင်းတာမထွက်ဘူးချီးပဲပြန်ထွက်
မျက်လုံးကထွက်တော့မျက်ချီးပေါ့နှာခေါင်းကထွက်တော့နှာချီးပေါ့နားကထွက်တော့နှာဖာချီးပေါ့သွားကထွက်တော့သက်ချီးပေါ့ဟုတ်လားကောင်းတာရှိလားမကောင်းတာကြီးထွက်တာပဲဩဃရန္တာထက်ကိုစတဲ့ထွက်တာမှန်သမျှကောင်းတာဘာတစ်ခုမှမရှိဘူးဘဂရန္တာအောက်ကိုဆင်းသွားပြန်တော့လေကောင်းတာဘာတစ်ခုမှမရှိဘူးတဲ့ဘိုက်ထဲကနေအောက်ကိုဆင်းကောင်းတာရှိလားဥမာလေလေတယ်ပေါ့ကောင်းတာစားထားတဲ့လေမှုလေကောင်းလေးထွက်လာကောင်းတာစားထားလဲနန္နာပဲဟုတ်တယ်မို့လားကောင်းတာစားထားပြီးမှုရတဲ့ထင်ပြီးမိမကြီးထိုင်မနေနဲ့တချို့ကပြည့်ပြည့်ခါခါပြောနန္နာကွာမသိခင်ကလေးကပုတ်နေတယ်ဆိုတာလေကောင်းလို့လားမကောင်းလို့လားမကောင်းလို့ပြောခံရတာပေါ့ဘုရားတို့ငယ်ငယ်မန္တလေးစာသင်ကြတော့မနေ့က7 နာရီခွဲဆိုကြောင်းပြန်ရောက်ကြတယ်ဆုံးခံရက9 နာရီကျစာဝါတွေတက်စာအကြောင်းတွေတက်10 နာရီကျတော့ကြောင်းဆင်းပြီးတော့ရေချိုးကြ10 နာရီခွဲရင်တန်ကြောင်းခောက်တာ10 နာရီခွဲတန်ကြောင်းခောက်ရင်သပိတ်လေးတွေပွေးပြီးသုံးကြောင်းနဲ့သွားကြဆရာတွေသတ်မှတ်ထားတဲ့အတိုင်း5 ပါးတူတူစားခွဲမစားရစုံမစားရဘာဖြစ်လို့တော့မေးတချို့ကဟင်းရတချို့ကဟင်းမြတချို့ကဟင်းကောင်းတချို့ကဟင်းမကောင်းအဲ့ဒါလေးတွေအညီမြပေါင်းပေးထားတာဖြစ်လို့5 ပါးကမခွဲရဘူးစုံမစားရကျန်တဲ့ဝိုင်းတွေကစုံလို့စားကုန်ကြပြီဥဒ္ဒနာဝိုင်းကမစားရသေးဘူးတပားရေချိုးရင်ကြာခန္ဓာကိုယ်ကြီးလည်းဝါရေတွင်းကြီးလိုငင်ချိုးတယ်ကြွကြွကိုရော်တွေကစားလိုက်ပြီသူ့စက်သီးရဲ့ကြွပိုးစားအပြစ်ပြောတယ်တချို့ကကြားတာကွာသေရင်ပုံမဲ့ခန္ဓာကိုယ်လောက်ချိုးရလားသူတို့ကပြောဥစဉ်ဘာပြောဘူးသပိတ်ထဲကအကျော်လေးနှက်ခမ်းကင်ထားဘုန်းကြီးအငေးဆောင်ဘုန်းကြီးငေးရင်အကျော်လေးပါဇက်ထဲပြစ်ပြီးအာသာလေးနဲ့အာသာဖြေရတာလေဟဲ့နောက်တစ်ပါးဟုတ်တယ်ကွာစားတော့သွားတော့သေသူများရင်အဲ့ဒီကောင်မျိုးဖြစ်မှာနဲ့အပြစ်တွေဝိုင်းပြောနေကြသိမကြဘူးအဲ့ဒီကိုတော်ကပြေးလာတယ်အေးခွင့်လို့ကြပါကွာတဲ့ငါခဏနောက်ကျသွားတောင်းမှန်ခဏနောက်ကျတယ်သာပြောတာနေတိုင်းတောင်းမှန်ရတာသူဟာကြီးကလေဝါကြီးဆိုရေချိုးတာကြားဥစဉ်ရဲ့ဘယ်ဘေးရထိုင်ကဲသူများတွေပြီးလူပြီဟေ့တို့ကြံတော့တယ်စားအောင်ကွာလောက်ကြဟေ့ဆိုပြီးတော့တင်မလင်ခွေပြီးတော့တင်မလင်ခွေထဲမှာသပိတ်ထားသပိတ်ထဲအစွန်းရင်ကွက်တွေသပွဲပေါ်တင်ပြီးတော့သပိတ်နဲ့ပဲစားကြတယ်အဲ့တစ်ဖွဲလုံးဇွန်းပကံတွေပကံများတွေမပါဘူးပေါ့အဲ့တော့ဦးသိန်းကသိတဲ့အတိုင်းဟင်းကွက်လေးကြိုက်တာလေးတွေထည့်ပြီးပြီဆိုရင်မောဝမချင်းဘယ်သူနဲ့မှစကားမပြောခေါင်းငုံပြီးစားတာပဲအာရပါရစားနေတော့ရှိသေးတယ်ဦးသိန်းဘေးကကိုတော်ကဝုံဆိုသပိတ်ဖုံးကြီးထားအောင်ထားလို့တော့နောက်ကြတဲ့ကိုတော်ကမေးတယ်ဘာဖြစ်တယ်လဲဤပေါက်တန်ကြားလို့ဘုကိုတော်သပိတ်ဖုံးပိတ်တာငါပေါက်တာပါကွာထင်းတယ်ကွာသပိတ်ထဲဝင်မှကြောင့်ငါပိတ်တာကြီးကျယ်တာကွာတဲ့ဤကကြိုကြကြမသွားပါဘူးလေဟိုကတော့လေဟာမင်းအဲ့လိုမပြောနဲ့ဟာနှာခေါင်းပေါက်သေးသေးတော့ဝင်တယ်တဲ့သပိတ်ပေါက်ကကျယ်ကြီးပေါ့လေမဝင်ဖဲနေမလားအဲ့တော့ဘေးကကိုတော့2 ပါးကကျန်တဲ့ကိုတော့2 ပါးကဟာသူပြောတာယုတ်တိရှိတယ်ဆိုကိုတော့တစ်ပါးထအုပ်နောက်တစ်ပါးကသပိတ်ဖုံးမပါလို့ဧကတိကြီးနဲ့အုပ်လို့လေတဝိုင်းလုံးရုပ်ဖြစ်ကုန်အဲ့ကြတော့မဦးသိန်းကသိတယ်ဘာဖြစ်ကြတာတော့အာရှင်ဘုရားမသိဘူးလားရှင်ဘုရားဘေးကကိုတော့လေလေတယ်ခွင့်လွတ်လိုက်ပါကွာလို့ငါတော့မကြားဘူးကသူထိန်းထိန်းလွတ်လို့ဖြစ်မှာပေါ့ယွန်တတ်တဲ့ကိုတော့အဲ့ဒါကြောက်ရတာမနန်းလေကြောက်ရလေပဲအတန်းမမီလေကြောက်ရလေပဲတဲ့အတန်းတိတ်ဘုံလို့ခေါ်တယ်ဘယ်သူကဒီလိုပြောတယ်ကဲငါလူကြီးလို့သူတို့ယွန်တတ်တာမင်းသိပြီပဲလို့နောက်တကကိုယ့်ချင်းတွေကိုသိလေးလေချင်းအပြင်သွားလဲပြီးမှဒီချက်ပြန်လာခဲ့ဦးသိန်းကမှားရပါတယ်ဘုရားတဲ့နောက်တကလဲချင်းအဲ့လိုလုပ်လိုက်ပါမယ်ကဲသူကသဘောတူတယ်လို့ရှင်ဘုရားတို့ကျေနပ်သလားဆိုတော့ယွန်တတ်တဲ့ကိုတော့အဲ့လောက်နဲ့မကျေနပ်ဘူးမကျေနပ်တော့ဘာပြောရမလို့ဆိုတော့အပြင်သွားလေးလေပြီးရင်သင်္ကန်းပြောင်းခါခဲ့ဖို့မှာပေးပါတဲ့ယွန်တတ်တဲ့ကိုတော့ကဘလို့နေတွေးယွန်တာဒါပြောတာကောင်းလို့လားမကောင်းလို့လားမကောင်းလို့ပေါ့အဲ့ဒီမှာဦးသိန်းကကိုင်သူလည်းပဲသဘောတူတယ်ဆိုစားကြဆိုပြီးတော့သပိတ်ကိုတင်မလင်ခွေတဲကနေမပြီးသပွဲပေါ်တင်ဟင်းထဲမလို့ဟင်းကွက်လှမ်းကိုင်ဘေးကကိုတော့ဟင်းရှင်ဘုရားသပိတ်ကြီးပိတ်ဖူးလားကိုကအတိလည်းမသိဘူးကြားလည်းမကြားလိုက်ဘူးအစတော့ပြတ်တာမဟုတ်ဘူးလေမပိတ်ဘူးလို့ဟာဝင်းကုန်တော့မှာပေါ့ဟဲ့မဝင်ဘူးလို့ဘာဖြစ်လို့ဤဆိုတော့သူ့ပေါ်ပြန်သွားတာကွာသူ့ပေါ်ပြန်သွားတာ
ပေါ်ပြန်နေဤမင်းတို့ကသပိတ်ဖုံးနဲ့သွားပြီးဖမ်းအုပ်တော့လှောင်သလိုဖြစ်သွားတာဘောလို့ငါဘာမှမဖြစ်သေးဘူးငါဘာမှမဖြစ်မင်းတို့မစားသေးနဲ့ငါစားလို့ရပြီပြောချင်တာလေအာယုံတက်တဲ့ကိုတော်လေးကသွားပါပြီတဲ့ဟင်းကမကောင်းမဟုတ်ဆိုစားခြင်းသိကိုမရှိတော့ဘူးတဲ့ပြောချင်တာကအောက်ကိုဆင်းတာပြောတာသူတော်ကောင်းနေကောင်းတယ်ရှိလားကောင်းတယ်မရှိဘူးဟုတ်လားဒါလေးလေတယ်အောက်ဆင်းတာကျင်ကြီးကျင်ငယ်စွန့်တာလဲအောက်ပဲဆင်းတာမလားကောင်းတယ်ရှိလားကျင်ကြီးတဲ့ကျင်ငယ်တဲ့နော်နာမည်လည်းတစ်မျိုးလေးတွေတနင်္လာနံပေါ့ဘာနံလဲကခကကတနင်္လာမလားဦးစင်းငယ်ငယ်ကစိမ်မမာစီရိတ်တာသွားပြီးတရားအထုတ်နွေရာသီဆိုဦးစင်းကရွာတစ်လနှစ်လလွတ်တယ်ဆို10လောက်ပဲနေတယ်ကျန်တဲ့ချိန်ရိတ်တာတဲ့သွားနေရိတ်တာတဲ့သွားတာကလည်းပဲသွားခြင်းလို့တော့မဟုတ်ဘူးတရားထိုင်ခြင်းလုံးလို့မဟုတ်ဘူးတရားနာရတာဝါသနာပါလို့နေ့လယ်2 နာရီဆိုတရားနာရတာအလွန်ဇောကြဦးစင်းကဘုန်းကြီးဥပ္ပန္နိတဲ့ပြန်လွန်တော်မူသွားပြီအဲ့ဆရာတော်ကြီးကပလင်မော်ရောက်လို့စပြီဆိုရင်သူတရားစဖို့ကတစ်မျိုးဟောကသာကြောကျိုးတွေဆိုပြီးတာနဲ့တပြိုင်နက်ပလင်မော်ရောက်ရင်မေတ္တာလည်းပို့တာမရှိဘူးဖရာလည်းရှင်းမခိုးသေးဘူးယောဂီတွေနဲ့အမေးဖြေကစပလင်မော်ရောက်တာနဲ့မေးယောဂီတို့ခဏိဘာဟင်းနဲ့စားတယ်အဲ့ဒီဘုန်းကြီးကဒါစအောက်ကယောဂီတွေကဖြေတယ်ဘယ်ဥချက်ပါဖရာဘယ်ဥချက်လို့မပြောနဲ့ရွှေကောင်းပြောင်းပါဖရာရွှေကောင်းပြောင်းလို့မပြောနဲ့တဲ့ဥပိ္ပခာဟင်းလို့ပြောရတယ်တဲ့ရဘဲဥချက်ကိုဥပိ္ပခာဟင်းတယ်ဘာဖြစ်လို့တော့မေးဘဲမှာကြီးကဥပြစ်ပြီးမိလေးတွေခါခါထားတယ်ဆိုပဲအဲကြောင့်ဥပိ္ပခာဟင်းနဲ့ဘဲဥချက်နောက်တနေ့လည်းမေးတယ်ယောဂီတို့ဗာဟင်းနဲ့စားတယ်ဘူးရွယ်ဟင်းညိုပါဖရာဘူးရွယ်ဟင်းလို့မပြောနဲ့သင်္ခါရဟင်းလို့ပြောရတယ်တဲ့အဲ့ဒီရွက်တွေကသင်ပြီးရင်ခါရသေးတယ်တဲ့သူကလေအဲ့ဒါမျိုးလေးနာတော့အဲ့ဘုန်းကြီးတရားနာဥစဉ်ပြင်းနေပြီလို့သဘောတွေကြားတယောက်တည်းစီခေါ်တာ2 ပါးကတပတ်ကဘုန်းကြီးဥပညာဝန်ကသူအခုချိန်တည်းစီတော့သူကတရားဟောရင်ဟာတာလေးသူကဟာတာနဲ့မဟုတ်ဘူးတန်ပေါက်နဲ့ဟောခုနတနင်္လာသာတန်ပေါက်တနင်္လာသာညီနောင်များ2 ပါးရှိပါသည်သူကဒီလိုလာတာလေတနင်္လာသာညီကို2 ပါးတဲ့ဘုန်းကြီးတွေကိုရင်တွေမှတ်တယ်ဘယ်ဟုတ်တော့ကခကတနင်္လာကျင်ကြီးနဲ့ကျင်ငယ်ပြောတယ်သူကလေတနင်္လာသာညီနောင်များ2 ပါးရှိပါသည်တဲ့နောင်ကြီးသွားတော်ညီလေးခေါ်အဖော်လိုက်ရသည်တဲ့ဗျအလေးဆုံးတော့အပေါ်ကလိုထွက်တယ်လေအဲ့ဒါပြောတယ်ညီလေးသွားခိုင်နောင်ကြီးမိုက်မလိုက်မပါကြံတတ်သည်တဲ့အပေါ်ဆုံးတော့လေးကထွက်ချင်းမှထွက်တာဟုတ်လားအဲ့တော့ပြောချင်တာကအဲ့ဒီညီကို2 ယောက်ကောင်းတာရှိလားနောင်ကြီးလည်းမကောင်းနောင်လေးလည်းမကောင်းဟုတ်လားနောင်ကြီးရောနောင်လေးရောကောင်းတာမရှိကိုယ်နိုင်ငံမို့ပြိဿကြီးမကောင်းတာလို့ဒီလိုမှမှတ်နေတိုင်းပြည်ရဲ့လူမျိုးရဲ့ဘာသာရဲ့သာသနာရဲ့ဒါသာကွာတာအောက်ဆင်းတာမှန်တယ်များကတော့မကောင်းတာကြီးပဲဟုတ်တယ်မို့လားအောက်ဆင်းတာမှန်တယ်မကောင်းတာကြီးပဲအိန္ဒိယဦးဇင်းက2006သွားတယ်2012မှာပေးချီတီပြီးတယ်6 နှစ်ကြာအဲ့ဒီမသွားခင်အိန္ဒိယကပြန်လာတဲ့ဥက္ကိတိတဲ့သူ့ကိုအိန္ဒိယနိုင်ငံအကြောင်းမေးတော့သူပြောပြတဲ့အိန္ဒိယနိုင်ငံအကြောင်းလေးတွေတဲကသူအင်္ဂလိပ်လိုပြောတာ you can see that everywhere တဲ့ money ချီးကြောက်ရအင်္ဂလိပ်လိုပြောတတ်ဘူးသူကလေ you can see everywhere money ချီးကြောက်တဲ့thisကောအိန္ဒိယမဒီလိုပြောတယ် you can see မင်းမြင်နိုင်ပါတယ်တဲ့ everywhere နေရာတကာမှာ money ချီးကြောက်တွေများရွယ်တဲ့thisကောအိန္ဒိယအဲ့ဒါအိန္ဒိယလို့ခေါ်တာပဲကွာကိုလည်းရောက်သွားရောဟုတ်တယ်ဗျာတချို့နေရာများအမလီတိုင်းကွက်နေရတဲ့တိုင်ပဲလေအောက်ကြည်သွားတာသူတို့နိုင်ငံကလည်းဘယ်နဲ့တော့ဒါတွေကပို့တာယွန်စရာကြီးလို့ဦးသိန်းကပြောတော့ကိုယ့်တဲ့အရင်ရောက်တဲ့ဘုန်းကြီးကပြောတယ်ဟဲ့ကောင်ရတယ်ဂန္ဒီကြီးရဲ့အကြမ်းမဖက်တဲ့လက်နဲ့ဆိုတာဒါပြောတာအင်္ဂလိပ်ကိုတိုက်ထုတ်ဖို့အတွက်သူကကြမ်းမဖက်တဲ့လက်နဲ့သုံးတယ်မို့လားအိန္ဒိယကလူဦးရေကများတယ်ကွာဘာလို့အင်္ဂလိပ်ကလူဦးရေနဲ့အုပ်ချုပ်နေတဲ့လူရန်သား
အင်္ဂလိပ်ကိုလက်နဲ့မရှိတော့ဓာနဲ့တွင်အင်္ဂလိပ်ကတန်ရှင်းကြိုက်တော့သူတို့နေရာတွေနာနာယူပြီးတော့ထွက်ပြေးသွားတာလေဒါနဲ့လွတ်လပ်ရေးရတာပဲသူတို့ကခါသအနေနဲ့ပြောတာပေါ့အဲ့တော့ပြောချင်တာကတကယ်လဲသူတို့စီမှာအဲ့ဒါတွေအများကြီးပဲ open toilet လို့ခေါ်တယ်ကွင်းမြင့်ကြီးတွေမှာသူတို့တန်းစီသွားကြမိုးလင်းပြီဆိုလေရွာရဲ့အမြောက်ဘက်ကအမျိုးသားဆိုရွာတောင်ဘက်ကအမျိုးသမီးပေါ့အမျိုးသားမျိုးသမီးခွဲထားရင်အတန်းကြီးလိုက်ပဲရှက်လဲမရှက်ဘူးစကားတပြောပြောနဲ့ဒါတွေသွားနေကြသူတို့ကလေအမလီကားတွေယထာတွေလာလို့ခွန်တီးတတ်တာတော်လုပ်တယ်ဆိုတာလေမရှက်တဲ့ပြင်တတ်တာတော်လုပ်ပြတယ်ဗျာ2012သွေးရှိတီပြီးလာတော့ဥစဉ်တက္ကရာကမတွေဂုံပြူဝဲကျင်းပဂုံပြူဝဲလုပ်ကြတော့ဥစဉ်ကတိရကုဆရာတော်ကြီးရဲ့ပွဲရှိတိုင်းသွားပြီးတော့စာရေးခိုင်းတဲ့ဆရာတော်ကြီးရှိတယ်ဂါထာတို့တေးတတ်တို့အလွန်ကောင်းမန်းလေးရဲ့ဆရာတော်ကြီးတစ်ပါးဥစဉ်ဂုံပြူမယ်ဆိုတော့အဲ့ဆရာတော်ကြီးသတိရတယ်ဥစဉ်သွားတပည့်တော်ဂါထာလေးတေးတတ်လေးရေးပြချီးမြှင့်မလို့ဘောင်းဗျာဟာမင်းကဘာအတွက်ချီးမြှင့်ရမှာဒေါက်တာဘွဲ့ဂုံပြူကြမှာပါတယ်ဗျာဘယ်နိုင်ငံကဒေါက်တာလဲအိန္ဒိယကပါဗျာဘယ်နှစ်ကြာခဲ့တော့ဘုန်းကြီးအကုန်စိ6နှစ်ပါဗျာအမလီအံ့ဩတယ်ကွာဘာဖြစ်လို့ငါမတက်လမနဲ့နေခဲ့မင်း6နှစ်နေတာငါအံ့ဩတယ်တဲ့ဘုန်းကြီးကဘာဖြစ်လို့တော့ဗျာမပြောပါနဲ့ကွာတဲ့ငါဆက်ရှက်လဲရှက်လွန်းလို့ကိုယ့်ပေါင်ကိုလှန်ထောင်းသလိုလည်းဖြစ်မှာကြောက်လို့တဲ့ဘုန်းကြီးကဘုန်းကြီးကလည်းပြောမှပေါ့လို့မပြောစီလို့ဘယ်သိပြောမှဆောင်းရန်ရှောင်းရန်သိရတခုတော့ရှိတယ်ကွာတဲ့မင်းငါပြောမယ်တဲ့ဘယ်သူမှတော့မင်းမပြောနဲ့တဲ့ဘုန်းကြီးမှားသွားမနေ့ကပြန်တော်မူသွားပြီဆရာတော်ကြီးကလေအဲ့ဒါနဲ့ခုမှပြောရတယ်ဘုန်းကြီးဥပညာသီရိတဲ့အသက်80လောက်ကငါ80ကြော်လေး80လောက်ငါဘုရားဘူးလိုက်သွားတာဘုရားဘူးလိုက်သွားတော့ကားကြီးတစ်စင်းအပြန်ငှပြီးလဲကြလူ40 50လောက်နေမှာပေါ့ကားကြီးတစ်စင်းပြန်ငှပြီးတော့လဲကြတော့ကားကြီးပေါ်မှာငှလေးတဲ့ခီးသွားရင်းနဲ့အိန္ဒိယစားစာတွေစားပြီးဗိုက်တွေနာတာအိန္ဒိယစားစာလည်းကလပဲနဲ့ငရုတ်သီးများတာလေဗိုက်တွေနာလိုက်တာဗိုက်တွေနာတော့ကားဆရာကြီးပြောတယ်ကားဆရာကြီးအခင်းကြီးခင်းလေးသွားလို့ဆင်ပြေမဲ့နေရာလေးတွေ့ရင်ရပ်ပေးပါပြောတယ်ကားဆရာကကွင်းမြင့်ကြီးတဲ့သွားရပ်ပေးတာဟာမင်းကွာအိမ်သာလည်းမရှိဘဲသွားမှာတော့အမလီရှင်ဗျအဲ့ဒါအိမ်သာပဲ open toilet လို့ခေါ်တယ်တဲ့ကြွတာကြွပေါ့ဟာမင်းလည်းကွာငါမသွားရပါဘူးရှက်တယ်ပေါ့ဘာမှရှက်မနေနဲ့ရှင်ဘုရားလည်းအဟုတ်လို့ပြီးဘယ်သူမှလာမကြည့်ဘူးသူများတွေလည်းအဲ့လိုသွားတာအဲ့ဒါတွိုင်းလက်ကြီးလို့ပြောတာငါလည်းသူလည်းပြောတာနဲ့အဲ့ဒါကိုယ်လည်းမထိန်နိုင်တော့ဘူးဆိုတော့ကွာတဲ့ကားဘောက်ကထီးသုံးလက်ကြိုက်ပြီးညံ့ပြေးတာကွင်းလေကောင်ရောက်တော့ထီးသုံးလက်ဖွင့်ပြီးလေကောင်ဝင်းထိုင်တာတဲ့ဘုန်းကြီးကသွားလို့ကောင်းလို့ရှိသေးလေတိုက်ပြီးထီးတွေကလွင့်သွားလို့လေထီးလိုက်ဆွဲရမလို့လို့ကိုကိစ္စပြီးအောင်လုပ်ရမလို့လို့နဲ့အဲ့ဒါထီးလန့်ကြည့်တော့သူများတွေနဲ့ပေပွားလို့တယ်မဖြစ်ပါဘူးကွာဆိုဧကတိနဲ့မျက်နှာကြီးအုပ်ပြီးအောင်လုပ်ခဲ့ရပြီးလဲပြီးတော့ငါလူရေးတဲ့ရှက်ရှက်နဲ့ကားပေါ်ရောက်တော့ခေါင်းလေးငုံပြီးနေရပါတယ်နောက်ကတက္ကမကြီးကလက်တို့ပြီးရှင်ပြတပည့်တော်ထီသွားယူပေးအောင်လို့ပြောတာလေသူထီကသူများဟာတွေနဲ့ပေးလို့တဲ့အဲ့ဒါလေပြောချင်တာကသူမြတ်နိုင်ငံလဲဒါကဘာဖြစ်တော့ရောစရာပဲဟုတ်လားအောက်စင်တာမကောင်းမှုပြောတာနော်အနတ္တတွေဘာတွေပြောတာပေါ့ဒါနောင်ကြီးနောင်လေးဆိုတာကျင်ငယ်ရောကောင်းတယ်ရှိလားရှိပါအဲ့ဒါဟေးတဲ့ငါဖယားဖူးကြီးနဲ့လှည့်သွားတော့တနေရာရောက်တော့မနေ့4နာရီခွဲ5နာရီလက်ဖေးဆိုင်ကြီးတဲ့ဝင်တာကွာတဲ့ကားကြီးကမနေ့စောစောတိကားရပြီးတော့ကိုက်နားအောင်မယ်ဆိုတော့ငါလည်းဟေးအပေါ့ကစွန့်ကျင်တော့ပြေးရတာလေပြေးရတာသူတို့စီကအလေးတောင်ပဲကွင်းမြင်နဲ့သွားလို့ရသေးတာပဲဆိုတော့အတွေးနဲ့ငါလည်းအဲ့လက်ဖေးဆိုင်ရဲ့တောင်အုပ်တိုင်းဘေးမှာတောင်းကခတ်မောင်မောင်လေးတယ်အဲ့ဒီနာသွားပြီးမတ်တက်ရပြီးပန်းတာသူတို့စီကအပေါ့ဆိုရင်အိန္ဒိယမတ်တက်ထိုင်းတာမကြိုက်ဘူးဆိုတာအမတ်တက်ဥစဉ်တို့လည်း6နှစ်ကြာမတ်တက်တွေဖြစ်ကုန်ကြတာမတ်တက်ရပြီးမှောက်တဲ့နေရာခွေလေးသွားပြီးတော့ကော့ပန်းတာအောက်မကြည့်မိဘူးတဲ့အောက်ကကလာကြီးကအိတ်နေဆိုပဲလေအဲ့ဒါလေကလာကြီးသွားပါကလာကြီးထိုင်နေပြီးတော့အရေဘာဘာနှစ်ဖူးတီးပြီးသူကအရေဘာဘာအော်တကွာတယ်ငါလည်းသူ့အရေဘာဘာလည်းနားမလည်ဘူးတဲ့အဲ့ဒါခွင်းလွတ်ပါနဲ့ပြောကိုယ်လည်းထိမရဘူးခွင်းလွတ်ပါပဲအော်နေရတာလေလဲနေတော့ကကြောင်းမစမ်းမှုကထိုင်တော့ခေါင်းပန်ခဲ့တာပဲတဲ့ကလေ
ရှက်လဲရှက်လိုက်တာကွာလဲအားလဲအားနာလိုက်တာအဲ့ဒီကလေးကအိန္ဒိယနောက်တစ်ခါပြန်ခေါ်ငါဘယ်တော့မှမလိုက်ဘူးတဲ့အဲ့ဒီဘုန်းကြီးပြောသွားတာပြောချင်တာကဘာလဲမေးလို့တော့ပြေးတယ်နောင်ကြီးနဲ့နောင်လေးကောင်းတယ်ရှိလားရှိပါဘူးဆိုတော့ကောင်းတယ်ရေသန့်တောက်လို့ဘလောက်တန့်တဲ့ရေပဲဖြစ်ဖြစ်ရေမွေ့ပြန်ပေါက်တယ်ရှိလားရှိဘူးလေရေသန့်တောက်လဲနန္နာပဲရေသန့်တောက်လို့ရေမွေ့ပေါက်ရင်အုတ်တိုင်းနေရေမှာပေါ့ကျေးဇူးပြုပြီးသေးပေါက်သွားခဲ့ပါလို့ဟုတ်လားဘယ်အုတ်တိုင်းမှမရေဘူးလေအဲ့တော့ပြောချင်တာဘာလို့မေးနောင်ကြီးရောနောင်လေးရောကောင်းတယ်ရှိလားမရှိဘူးတော်ကောင်းတယ်အနတ်သက်လည်းမကောင်းမြင်ရတာလည်းမကောင်းဟုတ်လားအဲ့ဒါကိုပြီးတဲ့မြင်အောင်ကြည့်ခိုင်းတယ်အတုပကမ္မထံလို့ဒီလိုခေါ်တာပေါ့ဘာကမ္မထံလဲခန္ဓာကိုယ်ထဲမှာမကောင်းတာတွေစုထားတဲ့တော့ကြောင့်အပြင်ကိုပြန်ထွက်လာတာဒီကောင်းတာရှိလားရှိဘူးခန္ဓာကိုယ်ထဲကထွက်တာမှန်တယ်ကောင်းတဲ့နှစ်သာတာဘာမှမရှိမင်းကသပင်လေးကြည့်သပင်လေးလှတယ်လို့ပြောတယ်အဲ့ဒီသပင်လေးလေတတိထားကြည့်တဲ့ခန္ဓာနဲ့တစ်ဆက်တည်းနေတော့မှလှသပင်လှတယ်ဆိုတာဘာနဲ့တစ်ဆက်တည်းနေတော့မှလှတယ်ခန္ဓာနဲ့တစ်ဆက်တည်းနေတယ်ဥမာခေါင်းပေါ်ကနေပြုတ်ပြီးတော့ထမင်းပကံနဲ့ကြာကြည့်ဟဲသပင်လေးလှလိုက်တာလို့ချီးမွမ်းသေးလားယွန်းစရာအတွင်းဆောင်းတာပဲဟုတ်လားခြေသက်လက်သက်လက်ဒီအတိုင်းပဲဆိုတော့ကောင်းနေလက်နဲ့တစ်ဆက်တည်းနေတော့မှအယောင်မျိုးမျိုးချယ်ပြီးလှအောင်ပြင်တာခြေသက်ကြီးရှိလို့ညှက်ဖြတ်လိုက်ခြေသက်ပြကြီးဟင်းညိုပကံနဲ့ကြာကြည့်တောက်ချင်စိတ်ရှိသေးလားယွန်းစရာအတွင်းဆောင်းတာပဲအဲ့တော့ယာဇတတ္တာတဲ့မင်းအဲ့ဒါကိုမြင်အောင်ကြည့်မင်းအတွက်အပူငြိမ်းချောင်းတရားဟာအဲ့ဒါပဲယာကစရိုက်အာကြည့်တဲ့ပုဂ္ဂိုလ်တွေအပူငြိမ်းချောင်းတရားဟာပြိတဲ့အတုပကမ္မထံဘုရားကဒါပြောတာဟုတ်လားအတုပကာယကတသတိသင်္ခါရကောဋ္ဌသဘာဝနာစရာဂစရိတသသဗ္ဗယရာဂစရိတသယာကစရိုက်အာကြည့်တဲ့ပုဂ္ဂိုလ်မှာအတုပကာယကတသတိသင်္ခါရအတုပကာယကတသတိကမ္မထံတရားသည်သဗ္ဗယသင့်လျော်လျောက်ပကောင်းမြတ်တယ်ရဲ့လို့တန်တာသူတော်ကောင်းတွေကဘဝေရယံတိကောင်းစွာမသွေပြောပြတော်မူခဲ့ပါပေတည်းယာဇဒတ္တကိုဖျားပေးတဲ့ကမ္မထံသည်အတုပကမ္မထံဘာကမ္မထံလဲအတုပဆိုသေမအတုပမဟုတ်ဘူးခန္ဓာကိုယ်ထဲကမတင့်တယ်တာတွေထွက်တာပါလားလို့မြင်အောင်ကြည့်တတ်ရင်ဒါအတုပလို့ခေါ်တာပဲဟုတ်ပြီလားအဲ့တော့ယာဇတတ္တဟာကောင်းလိုက်တဲ့တရားအပူငြိမ်းချောင်းတရားကောင်းလိုက်တာဒီလောက်ကောင်းတဲ့တရားကိုငါလူဝတ်ကြောင့်နဲ့ကျင့်လို့တော့အဆင်မပြေဘူးသင်္ကန်းဝတ်ပြီးကျင့်မှဖြစ်မယ်ဆိုပြီးဖယားထံခွင့်ပန်ပြီးယာဇတတ္တသင်္ကန်းဝတ်တယ်ယာဇတတ္တမထေဒီလိုဖြစ်သွားတာပေါ့ဘာမထေတဲ့ဗျာယာဇတတ္တမထေဖြစ်တော့သူကဖယားကသူ့ခန္ဓာကိုအတုပလို့မြင်အောင်ကြည့်ခိုင်းတာနော်သူ့ကိုယ်သူပြန်ကြည့်တယ်အတုပလို့မမြင်ဘူးသူ့ဘလို့ပဲမြင်တယ်အတုပကမတင့်တယ်တာသူ့ဘကတင့်တယ်တာလှတယ်ဒီလိုထင်တာပေါ့သူတော်ကောင်းတွေလည်းကိုယ်မျက်နှာကိုမှန်ကြည့်အတုပလို့မြင်လားလှတယ်လို့ထင်လားလူလည်းလှတယ်လို့ထင်တာပဲမဟုတ်လားအဲကြောင့်ကြည့်လိုက်မျက်လုံးမိတ်ကြည့်လိုက်ဖွင့်ကြည့်လိုက်ပြူးကြည့်လိုက်စောင့်ကြည့်လိုက်ဟုတ်လားသွားဖျဲကြည့်လိုက်မျိုးမျိုးကြည့်တယ်လှတယ်ထင်လို့ကြည့်တာပဲကြည်ရင်နဲ့ငါခန္ဓာကိုအတုပနဲ့တော်တော်တူလာပြီလို့ပြောတဲ့ပုဂ္ဂိုလ်ရှိလားဘယ်သူမှမပြောဒီနေ့ခေတ်ဆိုပို့ဆိုးပေါ့ကောင်းလေးတွေကောင်းမလေးတွေကိုဓာတ်ပုံရိုက် Facebook ပေါ်တင်အောက်ကစာရေးသေးတယ်လှလာပြောကြပါဦးဆိုတာလေအဲ့ဒီကလေးကအတုပမထင်တာပဲဟုတ်လားအဲ့ဒီကလေးကအတုပမထင်ဘူးယာဇတတ္တလည်းဒီတိုင်းသူ့ကိုယ်သူအတုပလို့မထင်မထင်တော့မြတ်စွာဘုရားတရားကတော့မမှားဘူးတဲ့ငါပဲလုံလဝရိယပေါ့နေရော့နေလို့ဖြစ်မယ်ဆိုပြီးတော့ကျောင်းမှာမနေတော့ဘဲနဲ့ပြိတဲ့တောထဲကိုသွားပြီးတော့နေတယ်အာရင်ကြီးကဒုတင်ခေါ်တယ်တောထဲသွားနေတဲ့နေရာမှာလဲကျောင်းနေကန်နေတဲ့နေကျောင်းပေါ်တန်အောင်စဉ်ဖြစ်မှသလိုကျောင်းပေါ်မနေဘူးတဲ့တစ်တပင်အောင်ဝါတပင်အောင်နေတဲ့ရုက္ခမူလဒုတင်ဒီလိုခေါ်တာပေါ့နောက်တကပြိတဲ့ဆုံးခံတဲ့အခါမြို့ထဲဝင်ပြီးဆုံးခံတယ်ဒါပေမဲ့လို့အစဉ်တိုင်းဆုံးခံတဲ့သပိတ်ထဲကြတာကိုပဲစွားတယ်ပတ္တဗိဏဒုတင်သဗ္ဗရာဏိစာရိကဒုတင်ဒီလိုခေါ်တာပေါ့အိမ်စဉ်လှဲ့ဆုံးခံတာသပိတ်ထဲကြတယ်စားအစစားကိုစားတာဒါမျိုးတွေဟုတ်ပြီလားနောက်တစ်ခါပြိဿဒါတွေမရသေးတော့ဘာလို့တော့မေသုတ်တန်နဲ့သွားပြီးတော့အတုပကမ္မထံရှုအလောင်းတွေကိုကြည့်အလောင်းတွေကိုမြင်အောင်ကြည့်အလောင်းတွေကြည့်လိုက်တဲ့ကအလောင်းကောင်းကောင်းမြင်အတုပမထင်ဘူးတဲ့ပုတ်ပွားပြီးတော့ပျက်စီးနေတဲ့အလောင်းမျိုးကြည့်လိုက်မှအတုပလို့ထင်လာတာပဲ
အာသုဘလို့ထင်တော့ပြိဿဘာဖြစ်တော့မေးຢာကငြိမ်နေတဲ့အာသုဘနမိတ်ထင်ရင်ဘာငြိမ်နေຢာကငြိမ်တယ်လို့ပြောတာတော့မငြိမ်သေးဘူးငြိမ်တာနဲ့ငြိမ်တာတူရဲ့လားငြိမ်တာကနောက်ထပ်ပြန်ထစရာအကြောင်းမရှိဘူးငြိမ်တာကအကြောင်းညညွတ်ရင်ပြန်ပေါ်လာမယ်မို့လားအခုရာဇတတလည်းငြိမ်ုံပဲငြိမ်သေးတယ်မငြိမ်သေးဘူးအဲ့ဒီမှာပြိဿဘာဖြစ်တုံးဆိုတော့ငြိမ်တာဒီပင်လေးချမ်းသာလွန်းလို့တဲ့တုတ်တန်ထဲမှာပဲသူနေတော့တယ်စွန့်ခံချိန်လောက်ပဲမြို့ထဲရွာထဲသွားကြံတဲ့ချိန်နေရောညာရောဘယ်မှာနေတယ်တုတ်တန်ထဲပါနေသူတုတ်တန်ထဲမှာနေရောညာရောနေပြီးတရားဓမ္မကျင့်ကြံကြိုးကိုပွားများအားထုတ်နေတော့နေတနေကတထေးသားတယောက်သူ့လိုပဲငယ်ငယ်ရွယ်ရွယ်တထေးသားအယောင်းဝယ်ကိစ္စနဲ့အဲ့ဒီရာဇကြိုရောက်လာနောက်ရောက်လာတဲ့တထေးသားကလည်းသူပျော်ပါတဲ့ကလေးမလေးထံသွားပြီးတော့အသက်ပြ1000ပေးပြီးသွားပျော်လိုက်တာပျော်လိုက်တော့တထေးသားကအဲ့ဒါတညတာပြီးနောက်တစ်နေ့သူအယောင်းဝယ်နဲ့သူလှုပ်ဖို့စီမံချက်တွေရှိပြီးသားပေါ့ဒါပေမဲ့ကလေးမလေးကပြောဘာပြောတော့မေးလိုက်တော့နောက်နေ့လာခဲ့ဖို့ကလေးမလေးကဖိတ်ခေါ်တယ်ဟာဟိုတထေးသားကဟုတ်မှတ်ပြီးသွားတယ်ဟိုကပြီးတဲ့အကြံနဲ့တထေးသားရဲ့လက်မှာစွတ်ထားတဲ့လက်စွပ်ကိုလိုချင်လို့နောက်နေ့ပြန်ခေါ်တာတဲ့အဲ့ဒီမှာတထေးသားလေးလည်းသွားတယ်ရောညသန်းကောင်ရံရောက်တော့ပြိဿကြီးဘာလို့တုံးဆိုတော့ကလေးမလေးကဒီတထေးသားတတ်ပြီးတော့လက်စွပ်ကိုယူတယ်အလောင်းကိုညာတွင်ချင်းထောက်ပလိုက်တယ်သူကဒီလိုလုပ်တာမနဲ့အာယုံချင်းလင်းတော့ပြိဿအယောင်းဝယ်လုပ်တဲ့နေရာတထေးသားလေးပြန်နိုင်သေးလားမပြန်နိုင်တော့ဘူးသူတပည့်တွေကစောင့်နေကြတာမိုးလင်းလည်းမလားနေလည်းမလားညနေလည်းမလားရောင်းဝယ်မဲ့လူတွေကလာတယ်ရောင်းမဲ့လူကမရှိဘူးဒီလိုဖြစ်ကုန်ဒုသထေးလေးဘလို့ကြောင့်မလာတယ်လဲလိုက်ပြီးတော့ရှာဖွေကြစုံစမ်းကြလေ့လာကြတော့ကလေးမလေးရဲ့လက်ချက်နဲ့သေသွားပြီဆိုတာသိဟဲငါတို့သထေးတတ်ရင်ငါတို့ဘဝတတ်တာနဲ့တူတူပဲငါတို့သထေးကိုငါတို့အလုတ်ရှင်ကိုတတ်ရင်ငါတို့ဘဝဖြစ်စည်းတာနဲ့တူတူပဲပေါ့ငါတို့ဘဝဖြစ်စည်းတဲ့ညီကိုလည်းအရှင်မထားနိုင်ဘူးတဲ့ညီဘဝလည်းပြည့်စည်စေရမယ်သထေးသားရဲ့တပည့်တွေကဒီလိုကြမ်းကုန်ကြအဲ့ဒါနဲ့ဘာလို့တော့မေးလိုက်တော့ပြိဿကြီးအချိန်လေးနဲ့ယူပြီးတော့အဲ့ဒီတထေးသားရဲ့တပည့်တွေကတပည့်အချို့ကအဲ့ဒီကလေးမလေးနဲ့ပျော်ပါခြင်းအောင်ဆောင်ပြီးတညတာသွားပြီးငွေ1000ပေးသွားကြညာသန်းကောင်ရရောက်တော့မပျော်ပါပဲနဲ့ပြိဿသူ့ဆရာအတွက်လက်စားချေတဲ့အနေနဲ့ကလေးမလေးကိုဘာလို့တော့တတ်မြစ်တာတတ်လိုက်တဲ့အခါပြိဿစာထဲမှာတော့ဘလို့တတ်တယ်လို့မပါပေမဲ့လို့ဒဏ်ရာမပေါ်အောင်တတ်တယ်လို့ဒီလိုပါတယ်ဒဏ်ရာတော့မပေါ်သေးတော့သေးသွားနှာခေါင်းပိတ်ပါးစပ်ပိတ်ဒီလိုတတ်တာနမှာပေါ့အဲ့ဒီမှာသေတော့သူတို့လည်းညာတွင်းချင်းကြီးအလောင်းဖြောက်အောင်ဆိုပြီးညာတွင်းချင်းကလေးမလေးရဲ့အလောင်းကိုတုတ်တန်ယူသွားတယ်စောစောကပြောပြီးတုတ်တန်ထဲမှာရောက်နေတာကဘာမထေလဲရာဇတတဒီလိုမလားရာဇတတမထေကပုတ်ပွားနေတဲ့အလောင်းကိုကြည့်ပြီးတမာတိရပြီးငြိမ့်နေတဲ့အချိန်ဘုံဆိုပြီးအလောင်းကြီးပြစ်ကြဟေးပြန်ကြစို့ကွာဆိုလူကြီးပြန်ချသွားအဲ့ဒီမှာရာဇတတကအတန်ကြောင့်တမာတိပြက်တယ်တဲ့အတန်ကြောင့်ဘာပြစ်တယ်တမာတိကံတော့တတ်တော်တဲ့အတန်ဟာတမာတိအတွက်စူးညောင်ပဲအတန်ဟာတမာတိအတွက်ဘာနဲ့တူတယ်ခြေတော့စူးစူးတာတော်ကောင်းတွေသွားလို့လာလို့ကောင်းသေးလားမြက်တဲ့နဲ့သွားလို့ဆင်မပြေတမာတိကိုထူထောင်နေတဲ့နေရာမှာလဲဘေးကတံပလန်နေကြားနေရင်တမာတိပြိတ္တဖြောင်းဖြောင်းဖြူဖြူရှိတက်တယ်ရှိလားမရှိဘူးဥမာပဲဖះရှိခိုးကန်ဒီလေးတယ်လီဖုန်းလေးဘေးချပြီးလက်အုပ်လေးချီဖះရှိခိုးဖះအာယုံလေးကောင်းကောင်းရပြီးဩကာသဆိုကားကြီးတဲ့ဘေးကတယ်လီဖုန်းကလင်မြည်လာပြီးဆိုကြစို့ကဲဖះရှိခိုးလို့ဖြောင်းသေးလားမဖြောင်းတော့ဘူးဘေးတဲ့ဖះကိုအာယုံကိုစိုက်ကြည့်နေတဲ့မျက်လုံးကပဲဖះစီဖုံးစီရောက်သွားဟုတ်လားဖုံးစီရောက်တော့ကြည့်တော့ဩရေးကြည့်တဲ့ဖုံးကြီးပဲဆိုတော့လက်အုပ်ကတချမ်းကြံတော့တချမ်းကဖုံးကင်တယ်မို့လားတမာတိပြက်တာကိုပြောတာနော်ဩကာသဒီကဖုံးကလည်းပြောချင်သေးတယ်ဟယ်လိုဟုတ်လားဟယ်လိုဩကာသဟယ်လိုဩကာသဒီလိုဖြစ်ကုန်မှာပေါ့တမာတိပြက်တာပြောတာဆိုတော့ကောင်းတယ်ဟုတ်ပြီလားအဲ့တော့ပြောချင်တာကအတန်ဟာတမာတိကိုပြက်စေတယ်တမာတိတော့စူးညောင်တဲ့ဘွယ်ဖြစ်တယ်ဒီလိုနားလည်ကြရာဇတတလည်းတမာတိပြက်သွားပြီးတော့ဟာဒီအလောင်းတကြိုတာဆူးလိုက်တာခုတည်းဟုံးကနေပြစ်ကြပြီးဟုံးဆိုပြန်ပြေးသွားကြတယ်ဘယ်လိုအလောင်းမို့လဲနူနာယောဂဆွဲနေတဲ့ပုဂ္ဂိုလ်ကြီးရဲ့အလောင်းမို့ဖြစ်လိုက်တယ်သူတို့ယောဂဆွဲမှကြောင့်မို့ကောင်းလေးတွေပြေးတာဖြစ်မယ်ဆိုပြီးတော့နူနာယောဂဆွဲနေတဲ့အလောင်းဆိုရင်တော့မျက်နာတွေလက်တွေ
နှာခေါင်းတွေပြက်စီးနေမှာပဲဒါမျိုးကြီးရှုရင်အတုပကမ္မဋ္ဌာန်းကောင်းလောက်တယ်ဆိုပြီးတော့သူရှုနေတဲ့နေရာလေးကအလောင်းကိုပြစ်ထားခဲ့ပြီးအတန်ကြားတဲ့နေရာသွားလာပြီးညသန်းကောင်ရံပြိတဲ့လာရောင်အောက်ရောက်နေတဲ့အလောင်းကသူချစ်ခင်နှစ်သက်ခဲ့တဲ့ကလေးမလေးရဲ့ယုံအလောင်းဖြစ်အဲ့ဒီမှာယာဇဒတ္တပြိတဲ့အာယောနိသောမနတိကာရတဲ့နှလုံးသွင်းတော်မှားဘာမှားတယ်လှလိုက်တာပေါ့ခြေစကောင်းဆုံးအကုန်ကြီးအကုန်လှအသားရည်လည်းလှနှာခေါင်းလည်းလှမျက်လုံးလည်းလှအကုန်ကိုလှနေတာပဲငါကံကောင်းတယ်တဲ့ဒါနတ်တွေကငါချစ်တဲ့ကလေးမလေးကိုဒီလာပို့တာနတ်တွေဆောင်ပို့တာဖြစ်မယ်ဒီလိုတွေးရင်လည်းတွေးမှာပေါ့အာယောနိသောဆိုတော့လေအဲ့တော့သူကံကောင်းတယ်ထင်တာလို့ပဲအရှင်လေးမှတ်လို့သူကတွေးဒီလိုပြောတာနှာခေါင်းနှသွားပြီးလက်ကလေးတို့ကြည့်တော့ဝင်လေထွက်လေရှိသေးလားဟာသေးနေပြီပဲကိုချစ်တဲ့လူနဲ့နေရရင်တော့သေးသေးရှင်းရှင်းနဲ့နေမယ်ဆိုနေပြောတယ်ဒီအတွေးတွေဝင်လာနေလိုက်တော့မယ်ဆိုဒီလိုတွေးလိုက်တဲ့အချိန်လေးမှာတရားအထုတ်ထားတဲ့တတ္တိပေါ့အဲ့ဒီမှာပြန်ပြီးတတိကပြန်ကတ်လာပြန်ဟဲ့ယာဇဒတ္တမင်းဟောဒီသင်္ကြန်ကုန်းထဲမှာလာပြီးနေတာကဒီလိုအလောင်းကောင်းကောင်းလေးရလိမ့်မယ်ဆိုမျှော်လင့်ချက်နဲ့မင်းလာနေတာလားဖျားကေးလိုက်တဲ့ကမ္မထံကဒီလိုကမ္မထံလားဟာကိုကိုပြန်မေးဟာမဟုတ်ဘူးတော်သေးတယ်ငါတတိလွတ်သွားတယ်တကယ်လို့တတိလွတ်ပြီးကလေးမလေးနဲ့ပျော်မယ်ဆိုရင်ငါယဟန်ဘဝသေတော့မယ်တတိလွတ်ပြီးပြိဿမျိုးသမီးနဲ့ပြောရင်ယဟန်ဘဝဘာဖြစ်တော့မယ်သေသောလမ်းသူလျှောက်တော့မယ်ပေါ့တတိလွတ်ရင်သေသောလမ်းဟုတ်လားဟာမဖြစ်ဘူးမဖြစ်ဘူးငါတတိလက်ကင်ထားလမ်းကြောင်းပြောင်းမှဖြစ်မယ်ဒီလိုတွေးလေးလေးပြန်ဝင်လာငါအာယုံပိစုခင်မှုနဲ့နေရကုန်နေအခုမေဘုံလိုတွေ့မကြုံစခန်းအောက်ဝီစီတောင်းအငူမှာကောင်းမပြူစရံနေရှိနေမေလန်းကိုလာနေမျောစမ်းနေကိုတဲ့ဒေသနာထင်လင်းရဲ့နဲ့နေအဖြစ်ကပို့ထက်သာပေါ်ဒီလောဘဇယိုက်အိုကိုမလိုက်လို့ရှောင်ပြလို့နောင်အသိတကယ်ပြင်လျင်ကောင်းဖို့အစဉ်ခွင်သာခိုင်းမှမလိုက်ခြင်းလျင်အမိုက်နှင်းပြင်းရှိစေလေလိမ့်လားခွင်သာဒုံမှမယုံခြင်းလျင်အရှုံးနှင်းပြင်းရှိစေလေလိမ့်လားခွင်သာစဲမှမခဲခြင်းလျင်အလွဲနှင်းပြင်းရှိစေလေလိမ့်လားဟဲ့ယာဇဒတ္တမင်းကိုကိုပြန်ကြည့်စမ်းငါအာယုံပိစုခင်မှုနဲ့နေရကုန်နဲ့ဒီအာယုံနဲ့တင်မင်းဟောဒီရာဇကြိုမှာချိန်ကုန်ခဲ့တာများခဲ့ပြီဒီအာယုံနဲ့ပတ်စံနေကုန်ခဲ့ပြီဒီအာယုံနဲ့စီးစိမ်နေကုန်ခဲ့ပြီဒီအာယုံနဲ့အိန္ဒိယသိက္ခာတွေလည်းကုန်ခဲ့ပြီပေါ့နေအခုမေဘုံလိုတွေ့မကြုံစခန်းတဲ့မင်းမေတာလွန်လွန်းနေမြတ်စွာဘုရားကမနုဿတ္တဘာဝဒုံလဘောလို့ခေါ်တယ်လေမင်းလူဘဝရထားတာပဲဒါရခဲ့တာကြီးပပိစိတဘာဝဒုံလဘောလို့ခေါ်တယ်လေမင်းယဟန်ဘဝရပြီးပြီပဲသတ္တမသဝနာတိဒုံလဘလို့ဘုရားခေါ်တယ်လေဩငါဘုရားထံကတိုက်ရိုက်တရားနာခဲ့ရတာပဲဒါကြားတဲ့မင်းမေ့သေးတယ်ဆိုတော့မင်းမေ့တာလွန်လွန်းနေပေါ့တေအခုမေဘုံလိုတွေ့မကြုံစခန်းအောက်ဝီစီတောင်းအငူမကောင်းမပြူစရံတကယ်လို့ဒီကလေးမနဲ့မင်းပြောမယ်ဆိုရင်မင်းသွားမဲ့လမ်းကအဝီစီလမ်းဘယ်လမ်းလဲဗျာအဝီစီကခဏလေးမထင်နဲ့နှစ်ရှည်နှစ်မဲ့လမ်းဘာနှစ်မဲ့လမ်းနှစ်ရှည်နှစ်မဲ့လမ်းကိုလာနေမျောစမ်းနှင့်ကိုခွေးလေးတစ်ကောင်ကြည့်ခွေးဖြစ်တာကုသိုလ်ကြောင့်ဖြစ်တာလားအကုသိုလ်ကြောင့်ဖြစ်တာလားအကုသိုလ်ကြောင့်ဖြစ်တဲ့ခွေးဘွားရောတော့ကုသိုလ်ပြုသေးလားမကောင်းတာဆက်ပြုပြီးဘဝပိုနှစ်သွားတာဒီလိုမလားအဲ့ဒါကိုပြောတာနှစ်ရှည်နှစ်မဲ့လမ်းနှစ်ရှည်နှစ်မဲ့လမ်းကိုလာနေမျောစမ်းနှင့်ကိုဒေသနာထင်လင်းရဲ့နဲ့နေအဖြစ်ကပို့ထက်သာပို့တရားဒေသနာတွေထင်ထင်ရှားရှားရှိပါလေကနဲ့မင်းဖြစ်တာလွန်းလွန်းနေပေါ့ဒီလောဘဇယိုက်အိုကိုမလိုက်လို့ရှောင်ပြစ်လို့နောင်အသိတကယ်ပြင်လျင်ကောင်းဖို့အစဉ်တဲ့ဟာလောဘနောက်ကိုမလိုက်ဖဲနဲ့တတိလက်ကင်တာလမ်းကြောင်းပြောင်းမယ်ဆိုရင်အစဉ်ကောင်းတော့မယ်တနည်းပြောရင်မသေးလမ်းကိုငါလျှောက်တော့မယ်ပေါ့တတိလက်ကင်ထားပြီးလျှောက်တဲ့လမ်းဒီပြိတ္တိဘာလမ်းလဲမသေးတော့လမ်းတတိလွတ်ပြီးကလေးမလေးနဲ့ပျော်လိုက်မယ်ဆိုရင်ယဟန်ဘဝအတွက်ဘာလမ်းလဲသေသောလမ်းဟုတ်လားယာဇဒတ္တသူ့ကိုယ်သူပြောတဲ့စကားလေးနော်အဲ့ဒီမှာငါတတိလက်ကင်ထားမသေသောလမ်းရောက်မယ်ဆိုပြီးနောက်ဆန်းအလောင်းသားကနေနောက်ဆုတ်နဲ့နောက်ပြန်ဆုတ်
နောက်ပြန်ဆုပ်လိုက်တော့ပြိတ္တိလောကနေနဲ့ကြည့်ရင်နောက်ဆုပ်တယ်ပေါ့ဓမ္မမျက်လုံးနဲ့ကြည့်မယ်ဆိုရင်တော့ဒါပြိတ္တိတတိလက်ကင်ထားနိဗ္ဗာန်ကိုခြေတက်နေတာဒီလိုမလားနောက်ဆုံးနဲ့ပြန်လာပြီးအုတ်ကူနဲ့ဝင်တိုက်ဟဲအုတ်ကူကြီးပဲဆိုအုတ်ကူပေါ်အသားလေးတက်ပြီးအုတ်ကူပေါ်မှာတင်းမလင်းခွေထိုင်ပြီးအဲ့ဒီအလောင်းကိုတိတိကျကျစိုက်ကြည့်ကံကောင်းလိုက်တာပဲတဲ့အဲ့ဒီချိန်မှာတောခွေးတွေကထွက်လာပြီးကလေးမလေးရဲ့ရုပ်အလောင်းကိုလူစားပထမခွေးကပြိတ္တိအဲ့ဒါဘာလို့တလဲမေးတော့ကလေးမလေးရဲ့ပါတစ်ဖက်ကအသားတွေကိုက်ပြီးတော့အသားတွေရတော့ဆွဲပြေးဒုတိယခွေးတစ်ကောင်ကကြံတဲ့ပါတစ်ဖက်ကအသားတွေယူသွားလိုက်တော့ပါပေါ်မှာမျက်နှာပေါ်မှာအသားမရှိတော့ဘူးတဲ့အယိုးတွေကြံတော့အထက်သွားခွေကြီးရဲ့အောက်သွားခွေကြီးရဲ့မေယိုးကြီးရဲ့ဒါကြီးပေါ်လာဟေးကလေးမလေးလှမလို့ငါကြည့်နေစောစောကလှတယ်အခုတော့အရေလူရေပါးတွေခွာလိုက်တော့မလှတော့ဘူးပဲဒါဆိုလှတာဟာဘယ်မှာလဲရှိတယ်ဘယ်မှာပဲရှိတယ်မင်းအရေပြားပေါ်ပဲတီးတာတဲ့သူပြောသွားအလှဟာဘယ်ပေါ်မှာပဲတီးတယ်အသားဖြူတယ်ဆိုတာလေအရေပြားပေါ်ပဲအသားမဲတယ်ဆိုတာလေအရေပြားပေါ်ပဲအဲ့ဒီဖြူတာမဲတာတွေအကုန်ခွာချလှတာရှိသေးလားဘယ်မှာလှတာမရှိဘူးဟာနောက်တစ်ခါခွေးတဲ့ကောင်ကထွက်လာပြီးဗိုက်သားကြီးကြိုက်ဗိုက်ကြီးတစ်ချမ်းရတော့ထွက်ပြေးနောက်ခွေးတဲ့ကောင်ကတခါလာကြိုက်နောက်တစ်ချမ်းယူသွားဆိုတော့ဥခွေကြီးတွေပေါ်လာတော့ဟင်းကြည်သန်းဗိုက်ကြီးကိုဖွင့်လိုက်တော့အသားတွေလည်းခွာချရောတကယ်ခန္ဓာကိုယ်ကြီးကအိမ်အိုကြီးဖွင့်လိုက်သလိုပဲတဲ့ဒီလိုပြောဘာအိုကြီးဖွင့်လိုက်သလိုအိုနေတဲ့အိမ်ပျက်စီးနေတဲ့အိမ်ထဲမှာတန်ဖိုးရှိတဲ့ပစ္စည်းထားသေးလားမထားတော့ဘူးလေပျက်စီးကန်နေတဲ့အိမ်မှာတန်ဖိုးပစ္စည်းမထားအဲ့တော့ခန္ဓာကိုယ်ကလည်းအိမ်လိုပဲတဲ့သူတွေးတာအိမ်ဆောက်တဲ့အခါတိုင်တွေထောင်းပြီးနှီးတွေလျှော်တွေတန်တွေနဲ့ခိုင်အောင်တုတ်ရိုက်ပြီးအဘောကသွတ်တွေမို့ဘေးကနံရံတွေထရံတွေကဒီလိုလုပ်တယ်မဟုတ်လားခန္ဓာကိုယ်လည်းဒီတိုင်းပဲအယိုး300ကိုအကျော်900နဲ့ကတ်တုတ်ပြီးမှဘောကရေလူရေပြားလေးတွေကတ်ပြီးလှအောင်လုပ်ထားတာအခုပြိတဲ့ရေလူရေပြားတွေခွာချလိုက်တော့တွင်းထဲမှာလှတာရှိသေးလားမရှိတော့ဘူးတဲ့ဥတွေကြီးဥခွဲကြီးမြင်းနေရအဲ့ဒီဥခွဲကြီးကိုမြင်းနေရတဲ့ချိန်ခွေးတစ်ကောင်ကလာတဲ့ဥတွေကြီးဇွဲသွားလိုက်တာနှလုံးတွေကြောက်ကတ်တွေအသေးတွေကပြုတ်ကျအဲ့ဒီမှာအတုပနမိတ်ကောင်းကောင်းထင်တာပေါ့အတုပနမိတ်ထင်လိုက်တော့ပြီးတော့မှအဲ့ဒါကိုဝိပဿနာလုပ်ပြီးသူရှုသွားတာပဲအဲ့ဒီနားတဲ့ပြိတဲ့အာသောကင်းกว่าတဲ့ယဟန္တာကြီးဖြစ်တာတဲ့ဗျာဘာကြီးဖြစ်သွားတယ်သေဝတိကသုတ်တတသသိဉ္ဇိဝသောသတ္တိတံစွန့်ပြေ၍ထားသောခေဇန္တိတောခွေတို့သည်ခဲစား၍ထားသောအိဋ္ဌိမျိုးသမီးတယောက်ရဲ့အလောင်းကောင်းကိုဒိဋ္ဌဝနာမြင်ရပြီးတော့မှပထမဇာနပထမဇန်သို့ဥပသံမေစီရရှိရောက်ရှိတော်မူခဲ့ပါပေပြီတံပထမဇာနအဲ့ဒီပထမဇန်ကိုပါရကကတဝခြေကံပြုပြီးတော့မှဝိပဿနာဝတ်တင်တော်ဝိပဿနာတရားပွားများအားထုတ်လိုက်သည်ရှိသောယာဇတတသေရောယာဇတတမထေတိနစီရသေးဝမကြာမြင့်မီပင်လျင်တထေဝထိုနေရာ၌ပင်လျင်အရဟတအရဟတဖို့သောပါပုဏီကောင်းစွာမသွေရရှိရောက်ရှိတော်မူခဲ့ပါပေတည်းယာဇဒတ္တသူတော်ကောင်းတို့တွေအာသောကင်းကွာတဲ့ယဟန္တာကြီးဖြစ်သွားပြီတခြားကြည်တာလားပြိတဲ့ခန္ဓာကိုကြည်သလားဘာနေနဲ့ကြည်တယ်အာသုဘနေနဲ့ကြည်တာဟုတ်လားအဲ့တော့ပြိတဲ့တတိလက်ကင်ထားပြီးသူလျှောက်လိုက်တာခုယဟန္တာဖြစ်ပြီဆိုတော့နိဗ္ဗာန်ရောက်ပြီပေါ့နောက်ထပ်သေစရာအကြောင်းရှိသေးလားပူစရာအပူရောရှိသေးလားနိဗ္ဗာန်ရပြီဆိုတော့အပူငြိမ့်ပြီပေါ့အဲ့တော့ပဲသေသောလမ်းနဲ့မသေသောလမ်းဆိုတာဘာလဲမေးလိုက်တော့ယာဇဒတ္တကလေးမလေးနဲ့တတိလွတ်ပြီးပြောမယ်ဆိုရင်သူလျှောက်တဲ့လမ်းဘာလမ်းလဲသေသောလမ်းဖြစ်တတိလက်ကင်ထားရောက်မယ်ဆိုနိဗ္ဗာန်ကိုရောက်မှဖြစ်တဲ့အတွက်ဒါကြောင့်မသေသောလမ်းသူဒါလေးပြောတာဟုတ်လားအေးသူပြောတဲ့အတိုင်းပဲဥစ္စရတို့ခဏဟောနာကြီးညိုလာခဲ့တဲ့တရားကဘာတရားလဲသေသောလမ်းနဲ့မသေသောလမ်းဒီနေရာမှာသင်္ကန်းစာယူစရာကောင်းတာကယာဇတတ္တဘဝကိုဖျက်ဆီးတာလေဒီကလေးမလေးရဲ့ခန္ဓာကိုယ်ပဲမဟုတ်လားအခုနိဗ္ဗာန်ရောက်အောင်ပို့လိုက်တာလည်းပဲဒီကလေးမလေးရဲ့ခန္ဓာကိုယ်ပဲခန္ဓာကိုယ်တစ်ခုတည်းကိုလူတစ်ယောက်တည်းနဲ့မြင်တယ်နှစ်မျိုးမြင်တယ်ဘာကွာတယ်လဲမေးတတိရှိတာနဲ့တတိမရှိတာကွာသွားတတိမရှိခင်ကဒီကလေးမလေးရဲ့ခန္ဓာကိုယ်ကယာဇတတ္တဘဝတစ်ခုလုံးဖျက်ဆီးမပြစ်ခဲ့ဘူးလားတတိရှိတဲ့ခါကျဒီခန္ဓာကိုယ်ကဒီမလေးနိဗ္ဗာန်ရောက်အောင်မပို့လိုက်ဘူးလားအဲကြောင့်သူတော်ကောင်းတို့တွေ
ဦးဇင်းတို့တွေအားလုံးခန္ဓာကိုယ်စီရှိကြတယ်နော်တရားပြောက်တော့ဘယ်မှာရှာကိုယ်မှာရှာတရားရှာဘယ်မှာတွေ့ကိုယ်မှာပဲတွေ့အဲ့တော့တတိနဲ့ရှာတတ်ရင်ရတဲ့အကြောင်းဒါပြောချင်တာပါဟုတ်ပြီလားတတိနဲ့ရှာရင်ပြီးတဲ့ခန္ဓာကိုယ်နှစ်သာရမရဘူးလားတတိလွတ်သွားမယ်ဆိုဒီခန္ဓာကိုယ်နှစ်သက်တွေ့တာဆွဲလန်းပြီးဒီခန္ဓာကိုယ်လေးတသသနဲ့အချင်းကုန်မဲ့သေကံဒီကာလရောက်မယ်ဆိုဒီခန္ဓာကိုယ်ဆွဲလန်းရတာနဲ့ပြီးတဲ့အပေတကရောက်သွားနိုင်တယ်ပေါ့အတိတရားလေးနဲ့တတိထားကြည့်ပြီးခန္ဓာကိုယ်ရဲ့ပြိဋိအနှစ်သာရမရှိတာတွေကိုကြည်တက်ရှုတတ်မယ်ဆိုရင်တတိနဲ့ကြည်တတ်မယ်ဆိုခန္ဓာကိုယ်ကပြိဋိနိဗ္ဗာန်ရောက်အောင်ပို့နိုင်တယ်လို့ဒီလိုနားလည်ကြပေါ့ဟုတ်လားဒါဆိုရင်သေသောလမ်းနဲ့မသေသောလမ်းနားလည်ပြီလို့ယုံကြည်ပါပြီနော်တတိလက်ကင်ထားပြီးလျှောက်တဲ့လမ်းဟာဘာလမ်းလဲမသေးသောလမ်းဘာလမ်းပါလဲအလုံးတော်တော်ကောင်းတွေလည်းပဲဒီတရားကိုနာပြီးတော့မှခဏနှစ်ဦးကာလနှစ်ဆန်းတရက်ကစပြီးတတိလက်ကင်ထားပြီးတော့မှမိမိတို့ရည်မှန်းတဲ့မသေးသောလမ်းကိုဖြောင့်တန်းစွာလျှောက်လန်းနိုင်ကြပါစေလို့ဆုတောင်းပေးရင်းနဲ့ပဲဒေသနာနိဂုံကမ္ပဖုံးကြပါစို့ဤမန္ဓမ္မဒေသနာဤတရားဒေသနာတော်ကိုသုတ်တော်ဝါနာကြားနာရပြီးတော့မှဒုံမေတရားကိုချစ်ခင်စိတ်ကောင်းဝင်ကြကုန်သောသင်္တော်ကောင်းပေါင်းတို့မှာဒုံမဲ့ကလမ်းမနီမခရီးမကိုဝိဝစစ်တော်ဝါရှောင်ရှားနိုင်ကြကုန်သည်ဖြစ်၍ဒုံမဲ့ကလမ်းမနီမခရီးမှန်ကိုဥဆုံးဖြောင်းဖြောင်းမတ်မတ်ရန်တူကောင်းစွာမသွေလိုက်သွားနိုင်ကြပါစေကုန်သတည်း